အရှင်ကိုကျော်လွန်၍အခန်း7နန်းဟန်ဒေသကြီးသည်အလွန်လွန်စွာကျေပြန့်လွန်လာသည်ဝေဟင်မှနေရအောက်သို့ငိုကြည့်လိုက်မည်ဆိုတော့ကနန်းဟန်ဒေသကြီးသည်ပင်လယ်သမုဒ္ဒရာနှင့်ဝန်းရံထားသောပုံစံမကြားသည့်ဘဲဥစတုရန်ခုံတခုံကြီးနှင့်ဆင်တူသည်အဆုံးအစမဲ့ကျေပြန့်သောပင်လယ်တဆင်းကနန်းဟန်ဒေသကြီးကိုဝမ်ကူဒေသကြီးနှင့်ပိုင်းခြားထားသည်ဖြစ်၍ကျိုးလင်းတကြွန်းလားထင်မှတ်ရသည်သို့တော်လည်းယင်းဒေသသည်အလွန်တရာကျေပြန့်သည့်ဖြစ်ရလူအများစုအနေဖြင့်သူတို့တို့ဘဝလုံးထိုဒေသကြီးကိုဖျက်ရည်မသွားနိုင်ကြယင်းဒေသကြီးနေရာအများစုသည်လူသားမျိုးနွယ်များဝင်ရောက်ခဲ့ရင်းသည်ယင်းနေရာများကိုနန်းဒေသကြီးတခွင်ကွေးကောစွာတွေ့တဲ့နေသောကြံလီတောင်တန်းကြီးဖြင့်ပိုင်းခြားထားသည်ယင်းအပြင်ကြံလီတောင်တန်းကြီး၏အနောက်တောင်ဘက်တွင်လွန်စွာကျေပြန့်သောတာမစ်နယ်မြေတစ်ခုရှိသည်ထိုနယ်မြေသည်နန်းဒေသကြီး90ရာခိုင်နှုန်းခန့်ကိုနေရာယူထားသည်ထို့ကြောင့်ကြံလီတောင်တန်းကြီး၏အရှိမြောက်ဒေသသည်လူသားမျိုးနွယ်အတွက်နေထိုင်ရန်တင့်တော်သည်သို့ပေမဲ့ထိုဒေသကြီးလူဦးရေမှနေပါလွန်လာသည်တော့မဟုတ်ပေအရှိမြောက်ဒေသ၌မြို့ကြီးမြို့ငယ်များသည်ကောင်းကင်ရည်နှင့်ပြန့်ကျဲနေသောကျယ်ဝန်းလေးများအလားတိတ်သီးထူထပ်စွာရှိသည်ထောင်နှင်းခိုင်မာသောမြို့ကြီးများရှိသလိုရိုးချင်းသောမြို့ငယ်များလည်းရှိသည်သို့သောထိုမြို့ကြီးများအားလုံးကိုအရှိမြောက်ဒေသအနှံ့အပြားနေရာအများအပြားတွင်တာမစ်နေမြေများကိုခြံကွင်းရည်တည်ဆောက်ထားကြခြင်းဖြစ်သည်ရွေးချယ်ခွင့်သာရှိမည်ဆိုပါကတာမစ်နေမြေဝိုင်းထားသောနေရာတွင်နေခြင်းသည့်လူတစ်ယောက်မှရှိမည်မဟုတ်ပေတာမစ်နေမြေအနီးအနားတွင်နေရသည်မှာအခြေမရွေးအန္တရာယ်နှင့်ကြုံရနိုင်သည်အင်ဂျီယာမဲများလူဆိုးများသည့်အသက်ရှင်တန်ရန်အလုံးငါနောက်ဆုံးမြင့်ချက်အနေဖြင့်တာမစ်နယ်မြေတွင်နေထိုင်ကြသည်သူဖြစ်၍ရတနာမိုးသူစကန်များပေါ်ပေါလာတော့သည်တာမစ်နယ်မြေတိုင်းနေပါ၏ပပလက်တွင်ထိုကဲ့သို့သောစကန်တစ်ခန့်ရှိတတ်သည်လူသားမျိုးနဲ့တစ်ခုလုံးပိုင်နှံ့မှကြည့်မိဆိုပါကရတနာမိုးသူစကန်များ၏တင်နေရာများသည့်တစ်ခုနှင့်တစ်ခုထိစပ်နေသည်ထိုစဉ်ထိုကဲ့သို့စကန်တစ်ခန့်၏ပုံရိပ်သည်တောင်ထိပ်တစ်ခုပေါ်တွင်ရပ်နေသောချွေချင်းမြုံများတည်လာသည်အတငယ်ဝေးသောနေရာမှာကြည့်လျင်စခန်းကကြီးမဟုတ်ပဲနေထိုင်သောလူတွေအတွက်ထောင်ချီရှိသည်အာယုံမနက်ခင်းအချိန်ဖြစ်နေလောထမင်းချက်ပုတ်ရမှလွင့်ပြန်လာသောအခုငွေမြထိုထဲသိသိနေလာသည်ရင်းနေရသည်မြို့တစ်မြို့ကဲ့သို့တရားဝပြောခြင်းမရှိပါတော့ညာလဲတဝင်းစီကလုံးလာသည်အဝိဒ္ဓများဆဲဆိုးချင်းမောင်တများဈေးသည်များ၏အဝိဒ္ဓများနှင့်အတူတူတဟာရီမောတများပဲရှိနေပြီအလိုကတော့ရဲတို့တိုင်အောင်လွှမ်းပြနေသည်ခေါင်းဆောင်လည်းပြုတ်ခဲ့သောအဖိုးတန်အိမ်များကိုမူစကိုင်းအပြင်ဘက်တွင်မှအတွင်းပိုင်းအထိအစီအစီတရှိနေသည်ကိုချွချင်းမြင်နေရသည်အိမ်များ၏အပြင်အစင်ကရိုးချင်းပြီးစကန်းအပြင်ဘက်ဆိုရင်ချိနေသည့်အိမ်များမှာရွက်ပင်တွင်းများသာဖြစ်သည်စကန်းအနောက်ရှိမနေမဝင်းနေရတဲ့တောနယ်ကြီးတစ်ခုရှိသည်ရင်တောအုပ်ထဲတွင်ချောချောဘွက်ကောင်းသောသတော်ဝါများပုံငွေနေသည့်အလောင်းမျိုးကိုများကရစ်ပတ်လွှမ်းချုံထားသည်ဝေဟင်တွင်နေမင်းကြီးတစ်ချိန်ကြီးထင်းလွင်တောက်နေအောင်နေအောင်ကြီးဓာတ်များကလည်းတောအုပ်ကိုထိုးဖောက်၍အလေးပင်ကြီးငါမဆွမ်းတာပဲတောအုပ်ကြီးတဲ့တွင်မိစ္ဆာများနဲ့နဖျားများတရှိနေပြီးအေးဆက်ဆက်အငွေ့သက်များကိုအယံမျက်နှာအနှံထုံးလွှင့်နေသည်လားထင်မှန်ရသည်လူသားတယောက်၏ခန္ဓာကိုယ်ပေါ်ကြီးတရေပြောင်းအမှတ်နှင့်ဆင်တူသည်ရင်းကအံဩတင်စရာတုံလုံးစရာမြေကွက်တရက်ဖြစ်ပြီးတစ်ချိန်တည်းမှပင်တခြားနေမြေများနဲ့လည်းသတိတခြားဖြစ်နေ၏ဒါကိုမြင်တော့မင်းဘလို့ခံစားရလဲတောင်ထိပ်ပေါ်၌ခေါင်းဆောင်လက်ကမိမလိုက်သည်စည်ရင်တရက်ကွက်တီလိုပဲချူချင်းသည်အတန်ငတွေ့တော့ပြီးနောက်ရိုးသားပင်လွင်စာအဖြေပေးလိုက်သည်ခေါင်းဆောင်လေးသည်ပြောရတဲ့စကားတစ်ခုမှမဆိုပဲရှေ့သို့ဆက်ချောက်သွားသည်ချူချင်းသည်သူ့အကျက်ကိုရုပ်သိမ်း၍ခေါင်းဆောင်လေးနောက်သို့လိုက်သွားသည်သူတို့နှစ်ဦးသည်တောင်ပေါ်မှဆင်းလာပြီးစကန်တဖြည်းဖြည်းနီးတဲ့နီးလာသည်လမ်းတစ်လျှောက်တွင်လူနှစ်ယောက်တစုသုံးတစုကိုသူတို့မြင်ခဲ့ရသည်ထိုလူများ၏ဝတ်စားများကဆင်တူပြီးအဓိကအဖြစ်မိကိုရောင်တရေအင်းကြီးကိုဝတ်ဆင်ထားကြသည်ထိုလူများသည်ခေါင်းဆောင်လေးကိုမြင်၍သူတို့မျက်နှာများပေါ်တွင်လည်းလေးစားသည့်အရေးရင်မှဖြစ်ဖြစ်သွားသည်ကိုချူချင်းတတိထားမိလိုက်မိသည်သူတို့၏အကြည့်များတဲ့တွင်ချူချင်းကိုကြည့်၍တီလိုစိတ်များကလည်းခင်းအောင်နေသည်ထိုအချင်းသည်ခေါင်းဆောင်လေးပုံရင်းနှင့်ပတ်သက်၍ချူချင်းကိုပို၍ခက်မယူဆလာသည်ကောင်းကင်မြင့်မြင့်တွင်နေမင်းကြီးနေရလာသောအခါချူချင်းသည်ခေါင်းဆောင်လေးနောက်မှလိုက်လာ၍တောင်ချေရှိမြေပြန့်လင်မြကိုရောက်လာသည်ထို့နောက်သူတို့သည်ရတနာမိုးသောစခန်းသို့ဝင်သွားကြသည်စခန်းတွင်နေရများစွာမရှိဖွဲ့စည်းပုံအပြင်အစင်ကဗျံပရနိုင်လာသည်ဖလုံးကြီးများ6သွင်းနေသောတည့်ရွက်များနှင့်အမိုက်များကိုနေရအနှံ့များတွေ့မြင်နိုင်ရသည်ချွေချင်းသည်အထဲသို့ရောက်လာသည်နှင့်အမြတောင်ပေါ်တွင်သူကြားခဲ့တဲ့အတန်များသည်ပို၍ချင်းချင်းပြတ်သွားစွာသူနာတိုးဝင်လာသည်ထို့နောက်သူမြင်ကွင်းတဲ့ရိုးချင်းသောအဆောက်အအုံများစွာနှင့်ရတနာမိုးဆိုးများစွာဝင်ရောက်လာသည်တချို့ရတနာမိုးဆိုးများကနွားရန်ကြီးကဲ့သို့ထွားချိုင်းတမ်းမှကြပြီးအစိပ်ပြင်းသည့်မူပြကဲ့သို့အကြည့်များနှင့်ပိမပမိုးဆိုးရတနာများလည်းချကြသည်ထိုလူများအနက်မျက်လုံးများဖွင့်ခဲ့တော်လဲတယောက်မှရံမလုံးဝင်ကြသည့်အသက်ကြီးရင်နေဖြစ်သောအဖိုးကြီးများလည်းရှိသည်သူတို့အပြင်ဂျောင်းကြောင်၌ပြင်းကြီးပြင်းတွဲထိုင်ကောင်းငင်ကြီးအားအထိပ္ပယ်မဲ့သောငေးကြီးနေသောသူနှင့်ရွယ်တူလူငယ်လေးများကိုလည်းချစ်ချင်းမြင်နေရသည်သူတို့ထံမှအများစုသည်ချွေကျိုးလက်ကျိုးများဖြစ်ကြသည်
အားလုံးချွေဆိုရလျင်အိန္ဒိယ၌လူပေါင်းစုံရှိနေသည်သူတို့ကိုကြည့်ရချွေချင်းမျိုးများချင်းမြောင်းသွားသည်သူတို့အမွေသက်များမှာဝိညာဉ်ဆာအမွေသက်များကုသအာယုံခံမိနေ၏ရွေသားမျိုးစုံနှင့်လူမျိုးစုံစုံလင်လာသည်ကွန်ပျူတာဖလှယ်ကြနေသူများထောကနေကြသူများကြောက်တုံးကြီးများပေါ်လဲ၍နေရောင်ကြီးလှုပ်နေကြသူများသာရှိသည်လူတချို့တွင်ထိတ်တွင်ရောင်စုံငှက်မွေးများနှင့်ရပြင်တဲများမှနေ၍ဘောင်းမိများကိုမှကထွက်လာကြသည်သူတို့အမူအရာများကကမ္မကုံခံစား၍သဘောကျကြည်နေကြရန်တို့သည်ချွေချင်းသည့်ခေါင်းတော်လည်းနောက်မှနေ၍စကန်နဲ့သို့လိုက်ပါလာသည်အပင်လူတယောက်နေပြင်ငရဲတွေဖမ်းသွားလာနေသည့်အလားပဲသို့ပင်မဲ့ချွေချင်းရည်တဲ့တွင်သတိထားနေသည်မှလွယ်၍အခြားထူးဆန်းသောအမူအရာများမရှိပေယင်းဤတော့ခန္ဓာချက်မျိုးပင်ဖြစ်နေ၏ဟုတ်တယ်ဒီနေရာကစင်းသားချက်ကိုနဲ့တိတ်တူတာပဲချွေချင်းသည့်ရင်ထဲတွင်မှန်တော့စာရွလိုက်မိသည်သူအကြည့်ကငှက်မွေးများတစ်လုံးကျနေသောရပ်ပြင်တဲများကိုဖမ်းသွားစဉ်အထက်ချီမလုံးတစ်လုံးဝစ်စင်သောပုံဝင်များကိုမြင်လိုက်ရသည်ရပ်ပြင်တဲတဲ၌မမပြိုတယောက်သည်အပေါ်ပိုင်းဗလာကျင်းလျက်အပြင်ဘက်သို့ထွက်လာသည်သူမသည်ပြင်းရင်ပြတဲ့ဖြစ်ပြုံး၍ချွေချင်းကိုလက်ဝဲဝေးရမ်းပြလိုက်သည်ချောက်မကြီးနဲ့ခေါင်းဆောင်လေးအကြည့်ကချွေချင်းနဲ့ကြောက်သွားသည်ဒီနေရာကဘယ်လိုမျိုးလဲဆိုတော့ကြိုးသိပါတယ်ချွေချင်းသည်ဖြည်းဖြည်းသူ့အကျစ်ကိုရုပ်သိမ်းလိုက်သည်ခေါင်းဆောင်လေးမျက်နှာပေါ်ရှိအရေးကြောင်းမှလှောက်ရှားသွားပြီးမိပင်ပင်အပေါ်ရစပေါ်သွားသည်သူဒီစကားတစ်ခုမှမဆိုတော့ပဲချွေချင်းကိုစကားစီသို့ဆက်လက်ဦးဆောင်သွားခေါ်လိုက်ပြီးနောက်ဆုံးတွင်သူ၏ဥတီရရဲ့ရသို့ရောက်သွားသည်ရင်းနေရသည့်စကန်းရဲ့အလဲပိုးချီတသားပြန်ဆောက်လုပ်ထားသောအဆောက်အုံကြီးတောင်ဖြစ်သည်ရင်းအဆောက်အုံကြီးသည်ဆွမ်းပုံနဲ့ချီပြီးတာရဲ့မြောက်ကိုတပ်ပုတ်ရန်အတွက်ရောမခက်ပွဲကြည့်စင်ကြီးနှင့်ဆင်တူသည်ထိုနေရာတခြားချွေချင်းသည်လေးလာနေပြီးသူကောင်းတို့နှင့်ထိုစကန်းမြေမတွဲပေါ်လာသည်ရင်းသည်သူ့လေ့ကျင့်ဖြစ်ပြီးပတ်ဝန်းကျင်နေထားကိုရင်းနှီးနေခြင်းကပြဿနာများဖြစ်ခြင်းရတဲ့အားသာချက်တစ်ခုဖြစ်လာနိုင်သည်ထိုအခိုက်သူသည်ခေါင်းမောရဲ့ရောမခက်ပွဲကြည့်စင်ကြီးကိုကဲ့သို့အဆောက်အုံကြီးအားကြည့်လိုက်သည်အလဲပိုးကြည့်ကွင်းပြင်ကျဲကြီးအပြင်ဖေးပက်လက်တွေမြင့်မားသောထိုင်ကုန်များတိဆောက်ထားတဲ့ကိုသတိထားမိလိုက်မိသည်ရင်းအပြင်အဆောက်အုံအတွင်းမှာတာရဲများဟင်းဟောက်တဲ့များကိုလည်းကြားနေရသည်အဆောက်အုံပက်ပက်လက်တွင်တသားယုံကြီးများကလည်းအထက်လိုက်ရှိနေကြသည်တချင်းတရက်သောဝက်ဆမ်းမြဝစ်စင်ထားကြသည့်ရတနာမိုးဆိုအနေစုသည့်တသားယုံကြီးများအပြင်ပက်၌ပြုံးရင်စကားပြောဆိုနေကြသည်ခေါင်းဆောင်လည်းရောက်လာပြီးမရှိမနှောင်းမပင်တာရဲစင်ကိုပွဲကွင်းပြင်မှတက်လက်ပိုင်းအရွယ်ပေရင်မပတ်လူတယောက်ထွက်လာသည်ထိုလူ၏ဝက်ဆမ်းများသည့်ရတနာမိုးဆိုးများနှင့်တည်တည်သာကွက်ထက်နေသည်သူရင်ထူထပ်သောမိုးစိမ်မွေအခြေသုံးစုချိပြီးခဏကမှဝင်းကြီးဆန်ငွေသက်များလွင့်ပြတ်နေသည်သူရောက်လာပြီးတော့မျက်နှာပေါ်တွင်ဝိကြီးတန်းကြီးအပြုံးတဆဆင်မြန်းလိုက်ပြီးချွေချင်းကိုတစ်ချက်ကြည့်ကခေါင်းဆောင်လက်ကိုပြန်ကြည့်လိုက်သည်လူသက်လားစီမင်းကိုသူတီးပြီးပြီလားခေါင်းဆောင်လက်ကဖိညွန့်စာဆိုသည်သူ့နာမည်ကရောမိုးစိမ်မွေသုံးစုနှင့်ပေါ်လူကပေါ်ပါမိလိုက်သည်သူကကောင်စုလေးတယောက်ဆိုတော့နာမည်မရှိဘူးခလေးလိုပဲခေါ်တာပေါ့ခေါင်းဆောင်လက်ကတင်းတင်းသာပြန်ပြေးလိုက်တယ်ဒါဆိုငါတော့လိုက်ခဲ့ဟဲ့ခလေးမင်းကငုံသွားတယ်ကွမဲရင်လူနဲ့ရောက်နေရဆိုတော့မနေ့ကမှပဲမူးဝင်ထလိုက်ပါလားမိုးစိမ်မွေသုံးစုနဲ့လူတီကြီးမောင်းကတတယုံကြီးမှတဲ့6သွားသည်ထိုအကိုက်ချွေချင်းသည်ခေါင်းဆောင်လက်ကိုကြည့်လိုက်လိုက်သွားလိုက်မတမန်ကြရင်ငါမင်းကိုလာခေါ်မယ်ခေါင်းဆောင်လက်သည်ချွေချင်းကိုမျက်နှာချက်များပြနေသည်မျက်ဝန်းပြကြည့်လိုက်သည်ချွေချင်းသည်ခေါင်းဆောင်လက်ကိုလေးလေးနဲ့ကြည့်ပြီးနောက်ခေါင်းကြီးပြလိုက်သည်သူသည်စကားဆက်မပြောတော့ပဲမိုးစိမ်မွေသုံးစုနဲ့လူနာတို့လိုက်သွားသည်တတယုံကြီးချေတို့သူတို့ရောက်လာသောအခါမိုးစိမ်မွေသုံးသည်နဲ့လူသည်ဗီယက်နမ်မိုးဆိုးများအနှင်းငညွန်ကြပြီးတော့ထွက်ခွာသွားသည်ချွေချင်းကိုတတယုံကြီးတစ်ခုတွင်နေထိုင်ရန်စီစဉ်ပေးလိုက်ကြပြီးခုပချက်မချီပဲထွက်မသွားရန်ပြောကြလိုက်သည်ချွေချင်းသည်တတယုံကြီးတဲ့ချစ်ချလိုက်သည့်အခိုက်အထဲကြီးနေရအသေးသေးများမြဝန်းလေးစုံကသူ့ပေါ်ချရောက်လာသည်ထိုမြဝန်းများသည်သူနှင့်တက်တူရွယ်သူလူငယ်လေးလေးယောက်ထံမှဖြစ်သည်သူတို့သည်ယောက်ျားလေး၃ယောက်နှင့်မိန်းကလေးတစ်ယောက်ဖြစ်သည်ယောက်ျားလေး၂ယောက်သည်သူ့ထက်အနှဲငယ်ပို၍ကြီးဟန်ရသည်ထို့သည်သူတို့၏အကြည့်များသည်ချွေချင်းအပေါ်ဖြန်းသွားပြီးသူ့ကိုကဲလဲကြတော့လဲစကားမြင်မှဆဆမပြောကြပဲမိန်းကလေးသည်ချွေချင်းအောင်မဆိုးသလောက်ငယ်သည်သူမသည်ချောင်းချောင်းတွင်ခရွကလေးထိုင်နေပြီးသူမ၏မျက်နှာပေါ်၌အမောင်ကြီးတစ်ခုကိုအထင်ချမ်းမြင်နိုင်သည်သူမသည်ယခုလေးတွင်ရောက်ရှိလာသောချွေချင်းနှင့်လူငယ်၃ယောက်အပါဘေးပတ်ဝန်းကျင်အရာလုံးကိုစိုးနေသည်ကြည့်နေသည်အင်းနီယာရှိအသက်ကြီးသောလူငယ်သည်မူလကရနာမှုတို့တယောက်ဖြစ်ပြီးစကန်ပြောင်းပြလာခြင်းဖြစ်သည်တပ်ပြည့်ရဲ့ချွေချင်းကိုမြင်တော့ကသူ့နှခမ်းများသည့်အထင်သေးဟန်မြင့်တွန့်ကွေးသွားသည်ထို့နောက်သူကသည်အကြည့်လိုက်ပြီးမင်းကလေးကိုခြာပြနှခမ်းတဲ့ကြည့်လိုက်သည်သူ့မျက်ဝန်းများတဲ့ရမက်အခိုးငွေများတဟုံးတောက်လောင်နေသည်တော်တော်လေးသူသည်စကန်တွင်နေရောက်ခမရသည်ဖြစ်ရိုင်းစမ်းတိုင်းမပြုတ်ဝင်ခြင်းချွေချင်းသည်သူတို့ကိုလှလို့ချွေလိုက်ပြီးတခါအင်းနာချိနေရတဲ့နေရာကိုမြင်သွားကတမေခွေထိုင်ရဲ့မလုံးများမိတ်ကတိတ်ဆိတ်စွာတရားထန်လိုက်သည်အချင်းသည်တရွေ့ဖြစ်သွားလာနေ၏ချွေချင်းသည်တိတ်ဆိတ်စွာရောက်ရှိလာခဲ့ခြင်းကြောင့်ပြီးတော့ယုံကြည်အတွင်းချိလူငယ်သုံးယောက်သည်သူ့ကိုအမှုမထားဘဲအချင်းစကားပြောဆိုလာကြသည်လူငယ်နှစ်ယောက်သည်အသက်ကြီးသောလူငယ်ရဲ့စကားပြောဆိုရတဲ့မှားပြမိတဲ့လေသည်များပါဝင်နေသည်
သူတို့စကားများရဲ့အဓိကအကြောင်းအရာသူတို့သွားပြီးတိုင်းလေးကျင့်ပွဲအကြောင်းဖြစ်တယ်သူတို့စကားထဲများနေ၍ဤစကန်ဒီနာခွင့်ရခြင်းသောလူများအလုံးလောက်ရှိနေသည့်အခါတိုင်းလေးကျင့်ပွဲကိုပုံမှန်ကျင်းပပေးလေရှိသည်တိုင်းလေးကျင့်ပွဲများ၏စီမင်းသည်လုံးစွာရိုးရှင်းသည်စကန်ကောင်းဆောင်သည်တရေပြောင်းတိုင်းရဲ့အများပြမွေးမြူထားသည့်ဖြစ်၍နေထားခွင့်ရလူတို့လူတယောက်သည်တိုင်းရဲ့တကောင်နဲ့တပ်ပုတ်ရမည်ဖြစ်သည်တိုက်ခိုက်မိလူကဝါချမ်းများတစ်ချောက်ကိုနှိုက်ပြီးထိုးကျလာသည့်တိုင်းနဲ့တိုက်ခိုက်ရသည်သူတို့အသက်ရှင်တော်သည့်အထိသို့မဟုတ်တိုင်းရဲ့များ၏တားကောင်ဖြစ်ကအသက်ဆုံးညွှန်းသားသည့်အထိတိုက်ခိုက်ရသည်အသက်ချင်းကျင်ရေးသူများကတိုင်းရဲ့များအသေးများကိုယူကနေထိုင်ခွင့်ရကြသည်အသက်တည်ဆုံးသွားသူများသည်တိုင်းရဲများအတွက်အစာဖြစ်သွားသည်တိုင်းလင်းကျင့်ပွဲတန်းကိုတိုင်းရဲစိန်ခေါ်ပွဲကွင်းပြင်းနဲ့ကျင်းပလေးရှိသည်တချိန်တည်းမှာပြည်ရတနာမှုဆိုအများစုကအနီးသွေးတန်တရေတိုက်ပွဲကိုကြီးချွရင်လက်မမြောက်ွယ်ကြပြီးတပ်ပွဲရတဲ့ကိုအပြေးအဝရရှိစေရန်စကန်ကောင်းဆောင်သည့်အကျိုးမြတ်အတွက်လောင်ကစားများလည်းဖွင့်ပေးထားသည်ဤရက်စကြညွတ်သောကဘာကြီး၌လူတိုက်များသည့်အဖို့မတန်ကြီးလူတယောက်ဒီမျိုးလေးတို့ဝင်ခွင့်မရသည့်အပြင်စကန်မှာဝင်ခွင့်မရဘက်ကတော်ရနေသားများတဲ့၌အသက်ရှင်နေထိုင်ရုံမှတပါတခြားရွေ့စရာမရှိပြီထို့သောဖြစ်သောဘက်ကသူတို့အသက်အနေနဲ့ကြုံတွေ့နိုင်ပြီးရေးမှလည်းပိုးမြင့်မားလာပြီပုံမှန်အားဖြင့်ဆင်းရဲယောဂများကဲ့သို့တွားခြင်းသည်ရွေ့ရွေ့တစ်ခုဖြစ်သည်သို့သောရတနာမိုးစကန်တစ်ခန်းကိုရောက်ရွေ့ခြင်းသူများလည်းသူ့ကြောင့်နဲ့သူရှိပေသည်ရှုချင်းသည်ဘေးတွင်ထိုင်နားဆွနေသည်သူတို့စကားများကနဖေယာဤမျက်လုံးများပွင့်လာသည့်နေအများစီသို့ရောက်သွားတဲ့အခါလူငယ်တယောက်ကရုတ်တရက်မင်းမလိုက်သည်ငါဒီကိုရောက်လာတဲ့လူတွေအများပြောနေကြတာကအဲ့ဒီကပ်ပြီးမှမင်းကတယောက်တည်းအသက်ရှင်နေလူဆိုထိုစကားများကြောင့်ချွချင်းမျက်လုံးများဖိညင်သာပွင့်လာသည်သူလမ်းကြည့်လိုက်တော့အခါလူငယ်သူ့ကိုပြောနေခြင်းမဟုတ်ပဲချောင်းတော့ချင်းထိုင်နေသောမင်္ဂလေးအားပြောနေခြင်းဖြစ်ကြောင်းသတိထားလိုက်မိသည်မင်္ဂလေးခဏကိုတုံရင်သွားပြီးခေါင်းကိုအသာရညှိပြလိုက်သည်ချွချင်းအကြည့်ကမင်္ဂလေးပေါ်ကျသွားသည်ထိုအကြောင်းကိုလူအလုံးကြားပွင့်သာကြားပွင့်သူကအရာအလုံးကိုကိုရကြုံခဲ့ရသူဖြစ်သည်သူအဖြစ်ကပ်ပေးမှချင်းတဲ့လုံးလုံးလောက်ကအိန္ဒိယတို့ရောက်လာသူများသည်သူတို့ရဲ့ပုံမတဲ့ရင်ရထီလွယ်ချလဟန်ပန်ဖြစ်နေသည့်တိုင်အောင်စိတ်သက်ပြည့်ညံ့သူများမဟုတ်ကြောင်းသူကောင်းသောနားလဲသည်မင်္ဂလေးတီချွချင်းအကြည့်ကိုသတိထားမိရန်တူသည်ထို့နောက်သူမသည်ခေါင်းမွေးချွချင်းကိုကြည့်လိုက်သည်သို့တော်ချွချင်းသည်မျိုးလုံးများကိုမှိတ်ရတရားစထားလိုက်သည်သူအနေဖြင့်ရတဲ့များအခြေအနေကြည်ကြနေရမည်ဖြစ်သည်ရင်းသည့်တပုံမကောင်းမွန်သောဘဝကိုရရှိနိုင်မည်တခွေသောနည်းလမ်းမဟုတ်ပါလားညသည်ပုံမှန်တိုင်းကုံဆုံးလုံးကုန်လုံးသွားသည်ဟုတ်တဲ့နေ့မနက်ခင်း၌ပြင်ပလောကကြီးအဆူနူတဲ့အပေါ်အဟိတံများဟိထွက်လာပြီးတသားရောင်ကြီးတခါကိုလူတယောက်ကလောက်ဖွင့်ပေးသည်နေအောင်ကြီးတမ်းများကြောက်လာသည်တခါဖွင့်ပေးသောရတနာမိုးသူသည်တခါပေါက်တဲ့ရနေသည်ဖြစ်ဖြစ်သူအရိတ်ကအခန်းတွင်းသို့ဝင်သောကဂျောင်းကပ်နေသောမင်္ဂလေးကိုလွှမ်းခြုံသွားသည်ထို့နောက်ထိုလူကအဲ့ဒီအဆက်ပြောသည်တင်းစီရချက်သိမ်းပြီးငါလည်းလိုက်ခဲ့မင်းတို့ကောင်တွေပါမပွက်ကတိတ်မြင်စားတော့မယ်ကျုပ်ဆောင်နေတာကြားပြီခြေတနာမိုးသူလူငယ်တွေပထမဆုံးထလာသည်သူကပြုံးရ6လာပြီးတခါပေါက်ရလူကနှုတ်ဆက်လိုက်သည်အခြားလူ2ယောက်ဒီလည်းသူ့နောက်မှလိုက်ပါသွားကြသည်ချွချင်းသည်4ယောက်မြောက်ထွက်လာသည်ဖြစ်နောက်ဆုံးကတော့မကလေးဖြစ်သည်တခါပေါက်ကြီးရတနာမိုးသူသည်ထိုရတနာမိုးသူငယ်ရင်းနှီးပေးပြီးအတော်တန်ကြောင်စကားပြောဆိုပြီးတော့သူသည်တခြားလူငယ်များကလူချွေရတနာမိုးဆိုလူငယ်ကိုတားရဲ့တင်ကိုခွင့်ပြင်းသို့ဦးဆောင်ခေါ်သွားသည်သူတို့နိကလာသည်နှင့်ဆွေညံအဟိတံများပွေးကြလောင်းလာသည်အဟိအပေးတံများသည်လည်းလှိုင်းများအလားအချင်းဟုန်ပြင်းလွန်လာသည်ဟင်းအတံများသူတို့တားရဲ့စင်ကိုပဲခွင့်ပြင်းကိုရောက်ထွက်သည့်အချိန်နှင့်ထိလွင့်ပြန်နေသည်သူတို့ထိုးထိုးချီကြလိုက်သည့်သည်နှင့်အဟိတံများဟိထွက်လာပြန်သည်တားရဲ့စင်ကိုပွဲကင်းမြအတွေ့ချီမြင့်မားသောထံကုန်များပေါ်တဲ့လူတရားကျော်ရောက်ရှိနေသည်ကိုသူတို့မြင်နေရသည်ယောက်ျားများနှင့်မိန်းမများသည်အုပ်စုလိုက်အတူထိုင်ကပွဲကြီးပင်ကောင်းကြည့်ရန်အတွက်အသစ်ပြင်ထားသည်စီရိုရဲ့တိုင်မန်ကလွန်သောကျဲလောင်လာ၏ထိုမြကွင်းကြောင့်မင်္ဂလေးခဏကိုသည်တိတိတတ်တာတော်နေပြီးလူငယ်2ယောက်သည်လည်းမျက်နှာမှာဖျောက်တော့သွားသည်ရတနာမိုးစုလူငယ်လေးသည်သာတစ်ဖက်ဖက်လက်နေသောမြေငုံများဖြင့်ဆက်လုပ်ချတာပေးတဲ့ကြီးကိုကြည့်နေသည်နောက်တစ်ယောက်မှာတော့ချွေးခြင်းပင်သူ့အမူအရာသည်မြန်မာစကားမပြောင်းလဲတော့ပဲတာရဲ့စိတ်ခေါ်ပွဲကွင်းပြင်အတွင်ချီတက်ခိုင်းမိနေကိုလေးလာလိုက်သည်ဒီနေရာကတိတ်မကြတော့အုပ်စုလက်တက်ခတ်ဖို့မကောင်းဘူးအကာအကွယ်လေးလည်းမရှိတော့ပုံလို့လည်းရမှာမဟုတ်ဘူးဘေးပလက်ကတက်တာအကာရင်ကတိတ်မိနေတော့ပိတ်သက်တွေကိုအနေဖြစ်စေမှာမဟုတ်ဘူးဒါပေမဲ့ဝင်ပေါက်နည်းနည်းရှိနေတော့အဲ့ဒီမှာဥမင်လန်ကောင်းနေရှိလောက်တယ်ဒီတော့ငါကပရိသတ်တည်းရဲ့အပိဒံနဲ့တာရဲကိုချင်းချရင်အခွင့်အရေးကိုစောင့်နေမယ်ဆိုရင်တာရဲကတော့ထပ်လာပြီးငါ့ကိုအတင်းအကျပ်တက်ခိုက်လိုက်ငါကတူသွားနိုင်တယ်ဒီလိုမဟုတ်တာရဲကိုကတ်တော့လောက်ချိုင်ပြီးတက်ခိုက်တန်တာအခန်းစနစ်ချွချင်းဒီတိုက်ပွဲကွင်းပြင်ပလက်ကိုလေးလာနေတဲ့အတော်တွင်လူအုပ်ကြီးတံမအော်ရဲ့အပိဒံမှဟိထွက်လာတယ်မကြသေးခင်ငါချွချင်းနဲ့အခြားလူများလမ်းလျှောက်လာခဲ့တဲ့ဝင်ပေါက်ဒီဝုန်းဝန်းနဲ့မိတန်ကြီးထွက်ပေါ်လာပြီးပစီသွားသည်ရှင်ရဲ့တန်ဒီဘေးပလက်ချီတံမိုးစများကပိုရေးဆလို့ကြောက်သွားစေသည်ချွေင်းသည်အရှိတဲ့ချီစမင်းပေါ်၌ခြေရဝတ်စံတော်တက်လက်ပိုင်းလူတယောက်ကိုသိထားမိလိုက်မိသည်ထိုလူသည်အမြင့်ဆုံးထံကုန်းပေါ်ထိုင်နေပြီးသူ့နောက်တွင်လူစုစုရှိနေသည်အလုံးဝကတော့နေရာတွင်ရှိနေသည်ဖြစ်၍သူ့ရုပ်တရင်ပြင်ကဝူတဝါဖြစ်နေသည်ထိုလူသည်လွန်ဆကုန်းချင်းဝါကြီးမားသောလူတယောက်ဖြစ်မှသိတာလာသည်ထ
ထို့သောအဝိတ္တညာရဲ့ရှိနေတော်လဲချူရင်းနေထိုးထမှာတက်သီးတော်ထပ်ပေါ်နေသောဝိညာဉ်စွာအမြတ်ကိုအောင်ခံမိနေပြီးရခင်ငတ်တို့ချတွေ့မှုသည့်လူအလုံးထက်သားလုံးနေသည်ရင်းသည်ချွချင်းကိုစိုးရင်စေဝန်သားစေလေတစ်ချိန်တည်းမှာပင်သူ့၏ထဲမှာထိုးလူသည်စကန်ကောင်းသာဖြစ်ရမယ်ဟုသောကမ္မညတစ်ခုပေါ်လာသည်ထို့သောချူချင်းခံမနိုင်ရခြင်းသည်ယမန်နေ့ကသူတူးခဲ့သောမိုးစိတ်မွေသုံးသွင်းလူသည်ထိုးလူကကိုင်းညွန့်ရဲ့အကျိုးအကြောင်းတင်ပြနေသူကိုမြင်လိုက်ရသောကြောင့်ဖြစ်သည်စကန်ကောင်းသောကလက်ကပြလိုက်ပြီးသောအခါမိုးစိတ်မွေသုံးသွင်းလူသည်စကန်ဆင်းမြင့်ပေါ်တွင်မတက်ရလိုက်ပြီးအောက်ချီလူများကိုလက်ဟန်ပြလိုက်သည်မချကန်တာရဲ့စင်ကိုပဲကွင်းမြင်ပေးချီတက်တာကလေးကပွင့်သွားသည်ထိုတကား၏အတားစင်းမရှိတော့သည်ဖြစ်၍တိုင်းဟင်းတံများပိုးရချင်းနှင့်ပြန်သွားလာသည်ထိုအော်ရရဲ့တံပြပြန်ထွက်လာသည်နှင့်အတူယတနာမိုးဆိုးတဆုပေါ်လာသည်သူတို့အတီ၃ယောက်တဆုနှုံးပြအဖွဲ့လေးပဲချီပြီးတစ်ဖွဲ့စီကတဖြည်းထွက်လာရင်တန်လောင်ကြီးမြောက်တဆန်လာကြသည်တန်လောင်ရင်တစ်လုံးစီနဲ့တန်လောင်ရင်ကိုတစိုက်ကဖျက်ချနေသည့်အလားဟင်းအောင်နေသောတားရဲ့တကောင်လေးရှိလေသည်ချူချင်းသည်တန်လောင်ရင်လေးလုံးကိုဖျက်ကနေလှမ်းကြည့်လိုက်သည်ကကြီးကြီးုံလေးတကောင်နဲ့ခက်ငငယ်ုံလေးတကောင်ကိုသူမြင်လိုက်ရသည်မမလေးများ၏အစင်များကလွန်စွာထွက်ဆူချသူတို့ခန္ဓာများသူတို့ခန္ဓာကိုယ်များကမင်းနဲ့နေပြီးသူတို့အကြည့်များကတွေးရောင်ဝင်လန့်နေသည်သူတို့ပါးစပ်များထံမှတရေမစီချနေပြီးချူချင်းနဲ့အခြားလူလေးယောက်ကိုကြည့်လိုက်သည်သူတို့အကြည့်များတွင်ရက်သက်ကျင်းတို့သောအမွှေးတိုင်များချက်တန်းနေသည်အနီကြောင့်အမွှေးများနှင့်ဝုန်းဝင်တကောင်လည်းရှိသည်၎င်း၏လက်မောင်းတို့ကြီးများကအဲရောက်ပိတလူတယောက်၏ပါလုံးထက်ပင်ပို၍ကြီးမားနေသည်၎င်းသည်အော်ဟေး၏တရင်ကြီးကိုအဆမ်းပြတ်ထူးနှံ့နေသည်ရေဒနာမဆိုး၃ယောက်တဆူသည်ထိုတန်လောင်ကြီးကိုအတုံကိုဆိုင်တဲ့နေရာကြောင့်သိသာလာသည်နောက်ဆုံးတန်လောင်အကြီးတဲ့ချီတာရဲ့အငွေ့တံမှာရှေ့တန်လောင်အိမ်များထက်မှတာရဲ့များတဲ့ချီလင်းပြီးသာအပြော့နေသည်ရင်းသည်မြောက်လို့ကြောက်တကောင်ဖြစ်သည်၎င်းခဏကိုနေပြီးတဲ့အဖူလေးများပြည့်နေပြီးထိုအဖူလေးများသည်ထိလိုက်နေပေါကောသားမြရရှိသည်အထူးသဖြင့်မြောက်လို့ကြောက်သည်ပြင်းတဲ့နာကျင်ခံသားနေရတွေ့သည်၎င်းသည်တန်လောင်ကိုခဏကောတုံးတိုက်နေပြီးအပြီးတဲ့ဖူလေးများဖုတ်ကနေပေါက်တဲ့တဲ့တုံလုံးအောင်ဝသည်မြင်ခွင့်တရက်ပဲထိုသူတို့အမထပ်ပေါ်လာခြင်းသည်ပဝန်းကျင်ပိတ်သက်ကြီးကိုပပညံသွားသည်ချူချင်း၏ဘေးချီလူငယ်နှစ်ယောက်၏မျက်နှာပေါ်မှာဖြူဆက်ဖြူရောဖြစ်သွားသည်မင်းကလေးမျိုးများတဲ့လည်းကြောက်လန့်တုံနေရရောက်မှထင်သပေါ်နေသည်ရတနာမိုးဆိုးတယောက်ဖြစ်သောလူငယ်လေးမှပုံများဆက်လုပ်ချလာသည်ဘာလို့လေးကောင်မရှိရတာတော့ချူချင်းသည်တန်အောင်တော့ဖြစ်သွားပြီးတတဥမလန်ကိုလှမ်းကြည့်လိုက်သည်သူလှမ်းကြည့်လိုက်သည့်အခါလောင်များထဲတွင်လုံကအော်ဟင်းနေသောတားရဲလေးကောင်ဆောင်ညင်ကြသွားသည်၎င်းတို့ကြောက်လန့်တုံရင်သွားကြသည့်အလားပဲတစ်ချိန်တည်းမှပဲရခင်လောင်အိမ်များအထက်နှစ်ဆကြီးမသောတန်လောင်အောင်ကြီးကိုရသံဘုသော6ယောက်ကသက်သားကိတ်မှတစ်ဆင့်တဲဆောင်လာသည်တန်လောင်အကြီးပေါ်လာသောအခါပြပလက်ချီချီသူများကတန်အောင်တော့အော်လိုက်ကြသည်ဂျိုကြီးစပွဲအုံမွေပဲဟာဒီတစ်ခါတော့စကန်ကောင်းဆောင်ကဆိုဂျိုကြီးစပွဲအုံမွေတကောင်တကယ်ကြီးဖမ်းလာနေတာပဲဒါပေမဲ့သူ့မလုံးထဲမှာတော့ဒီစပွဲအုံမွေကြီးလည်းတိတ်အဖို့တက်မှာမဟုတ်ဘူးဒီစပွဲအုံမွေကြီးနဲ့ကြားတဲ့ခလေးတွေတော့တိတ်ချပေါက်တရမှာပဲတွန်းလိုက်ကြည့်တဲ့အဲ့ဒီကောင်ကြီးကတွေ့လူနှစ်ယောက်တော့သတိမှပဲဒီကောင်ကြီးကိုတတ်နိုင်လိုက်တယ်လောင်အိမ်ထဲရှိတာရဲကြီးတွေအမှန်တကယ်ပင်စပွဲအုံမွေကြီးတစ်ကောင်ဖြစ်သည်၎င်း၏ခဏကိုလုံးပတ်ကအရွယ်ရောက်ပြီးသားလူငယ်တစ်ယောက်၏ခါတစ်ဖက်စာများရှိပြီး၎င်း၏အယောင်ကမိခိုးရောင်နဲ့အနက်ရောင်ရွှေ့ချက်နေသည်အနက်ရောင်အရေးကြောင်းများအနေကကြည့်လိုက်မိဆိုဘက်ကနေအမြင့်မညီညာသောတောင်ထိပ်များလာထင်မေရမည်ဖြစ်သည်ထိုစဉ်မွေကြီးသည့်လောင်အိမ်ထဲမလုံးမချက်ခွေနေသည်ထို့နောက်ခေါင်းကြီးကတဖြည်းဖြည်းအမောက်ထောင်လာပြီး၎င်း၏အဟော်ရောင်မြုံဝဲအိမ်များသည်လည်း88ဆက်အမွေးများဖြင့်လန်းလန်းနေကအပြင်လောကကိုကြည့်နေလေသည်ထိုသူ၏တော့အကြီးရတင်နေဝင်ပလီကြီးများဖြစ်စေညောင်လွဲကျော်ဖြစ်စေ၎င်းတို့အားလုံးတုံနေကြ၏ဘုံနီတကောင်လည်းရန်စားသည့်အနေဖြင့်အော်တန်တိုးမီတန်လိုက်သည်ရင်းသည်ရန်စားလိုက်သည့်အတွက်မိတိုးမှဖြစ်ရမလို့တော့လေ၎င်းခဏကမနောက်တော့တွေးဆုပ်နေသည်ထိုသို့ဖြင့်တန်လောင်၏အနောက်ဘက်နေရန်ကိုကတ်သွားတော့သည်ဒီအကောင်ကြီးနဲ့ငါနဲ့မကြပါစေနဲ့ချွေးသေးပြအဲဒီကောင်ကြီးနဲ့မကြပါစေနဲ့ချွေးချင်းနောက်ရှိလူငယ်2ယောက်တည်းချက်ချင်းတုံလာကြ၏သူတို့2ယောက်တည်းခတ်တိုးဆွေးအောင်နေကြစဉ်ချွေးချင်းမျိုးမြတ်တွင်စူးချတော့ပတ်သွားလမ်းတစ်ခုဖြစ်ကနေလက်သွားသည်ချိုကြီးစပယ်အောင်မွေအကြောင်းကိုသူကြားဘူးထားသည်စင်းရဲရက်ွက်တင်ချီတဲ့အခါကလူတစ်ယောက်တည်းထိုးစပယ်အောင်မွေကြီးကိုအမဲလက်ခက်ပြီးအသေးကောင်ကိုပြန်ယူလာခဲ့ပူသည်ထိုအချင်းကထိုစပယ်အောင်မွေကြီးသည်အလွန်အကောင်းသည်ဟုအတွေ့အကြုံရင့်ကျက်တဲ့လူတွေကပြောသည်ကိုသူကြားခဲ့ပူသည်ထိုမွေကြီးရစ်ပက်ခလိုက်ရသည်နှင့်တပင်းတပင်းနှင့်ကျိုးကျသွားသည်ထို့ပြင်၎င်း၏ရေပတ်သည်လုံးသာထူထပ်သည်သို့တော်လည်း၎င်း၏ခဏကိုကြီးသည်ကိုယ်ကဖြစ်နေ၍၎င်း၏အမျက်နှုံးကမျက်စံလာသည်ဟုမဆိုနိုင်ပေရှင်အပြင်၎င်း၏တဲကြီးသည်စေးစွမ်းကောင်းတလက်ဖြစ်ပြီးလူတစ်ယောက်၏ဒနောမြတ်ကိုတက်တင်ပေးနိုင်သည်မွေအသားသည်လက်လုံးသောအာဟာရဖြစ်သည်ထိုကြောင့်ကိုတွေးမိသောခေါင်းဆောင်လေးသည်မွေသက်စားခြင်းကြောင့်ပြောခဲ့တဲ့ကိုချင်းချင်းဖြစ်နေတည်းရမှတ်မိသွားသည်ချွေချင်းသည်ငယ်စဉ်ကတည်းကမွေများကိုဖမ်းခဲ့မှုသည်ဖြစ်၍မချုပ်တဲ့နိုင်ပဲချက်ကိုတက်လိုက်မိသည်သူခဏကိုပေါ်ချစ်တဲ့ပြောင်းအမတ်သည်လည်းသူ
ပိုရကျင်းလာတဲ့အမြမနဲ့တဲ့မနဲ့လာတယ်ရမနေ့ကတူချင်နေတဲ့အတော်တွင်ထိုနေရာမှာစုကနေဖြစ်တဲ့ကိုခံစားလိုက်ရတယ်ချွေချင်းဒီစပယ်အုံမွေကြီးတဲ့ချက်ကိုသာစားမိဆိုဘကတရေပြောင်းမှတ်တဲ့ချင်းအကြီးများအများပြလွင်းပြတိုင်းပြကြောင်တွေးနေမိသည်ချွေချင်းကငွေချင်းနေစဉ်စတင်မနိုင်ရတယ်သည်မိုးစိတ်မွေသုံးသူနေလူစီစဉ်ပေးထားသောဝေဒနာဆိုတယောက်သည်ဝရှမ်းမြငါကိုယူရဲ၆လာသည်ဝရှမ်းပြတစ်ခုစီရင်တာရဲစင်ကိုပဲကွင်းပြရှိတဲ့အများအမြင်များကိုရေထိုးရသည်အသက်အကြီးဆုံးလူငယ်ကအရင်ဆုံးမနိုင်ရသည်သူယူလိုက်သည့်ဝရှမ်းပြကိုကြည့်လိုက်သောအခါစိတ်သက်ရသွားဟန်တပင်ချလိုက်သည်ထို့နောက်လူငယ်2ယောက်နှင့်မင်္ဂလိလည်းဖြစ်သည်လူငယ်2ယောက်သည်ချုံမနေသောမျက်နှာဖြင့်စွတောင်းကိုဝရှမ်းပြကိုထိုင်လိုက်ကြသည်မင်္ဂလိသည်သူမယူလိုက်သောဝရှမ်းပြအကြီးရဲ့စိတ်တကြသွားသည်သူမ၏လက်ထက်ရှိဝရှမ်းပြသည်ဂျိုကြီးစပုံမှလွယ်တခြားမဟုတ်ပေတို့ဖြစ်၍ငါကုမြဝရှမ်းပြသည်ခက်သေးုံလေးပြဖြစ်သည်ရင်းသည်တာရဲငါကောင်အနက်အားနေဆုံးတာရဲလည်းဖြစ်ပေသည်ချွေချင်းသည်ထိုဝရှမ်းပြကိုယူရမျက်မှောက်ကျွတ်သွားသည်မကြကေရနာမို့ထုတ်ခတ်သွားသည်ထို့နောက်တက်ခဲ့သမားများသည်ဒါဆုံးတဲ့နေရာရှိအသားစီးနောက်တွင်တန်စီတန်းလိုက်ကြသည်ပေပလက်ချီပိတ်မြပိတ်သက်များထမ်းမအော်ဟဲအပိသက်များထွက်လာသည်နှင့်ပထမပွဲစတင်လေတော့သည်အခန်း73စတင်ထွက်ခွာသွားသူမှာလူငယ်2ယောက်နဲ့1ယောက်ဖြစ်သည်သူသည်တတုံကြီးဖြစ်ချော့သွားသည်သူ၏ဆမ်းမိသားရဲ့သည်ကိုလုံးကိုတဲ့ကြီးမသောဝဝင်ဒီမှာလွယ်တခြားမဟုတ်ပေတပ်ဘက်ကမျက်စလုံးသည်ထိုလူငယ်သည်ဝဝင်နေအတွက်ပြမဲ့တက်ရောက်မဟုတ်ပေအကျဉ်းနှင်းငယ်တဲ့သူတက်ခဲ့ရသည်သူရင်းနှိမ့်လိုက်သူစိတ်တဲ့ကြိုင်မကြခင်သူခဏကိုဆုတ်ပြသွားတော့သည်သူမြအရဲ့မျက်နှာအနဲ့ဖွာကနေလွတ်ပြန်သွားပြီးပဝန်းကျင်မှာဟေကနေအိုဟေတန်ကြီးထွက်ပေါ်လာသည်နောက်တော့မြန်နေပြည့်လက်နေသောချိန်ဆဲတဲ့မှလည်းရှိသည်ရှင်းမြင့်ကွင်းသည်တခြားလူငယ်တယောက်ကိုတလုံးချုံချသွားစေပြီးသူခဏကိုမှအဆက်မပြတ်တိုးနေတော့သည်မူလာကဒုတိယအချိန်တပ်ပေါ်ရန်ဆိုရသောသူသည်ရုတ်တရက်အချုံးပေးခြင်းကြောင့်အော်ဖော်လိုက်သည်ပွဲကြီးပိတ်တဲ့မြတ်ထဲမှာလှမ်းပြောင်းတဲ့မြတ်အော်ဒီထိုလူငယ်သည်ចេတနာမိုးဆိုးမြတ်၏ဆွဲခံရပြီးချွေချင်းကိုမြင်လိုက်ရသည်လူငယ်လေး၏အဆုံးသက်ကမိတို့ဖြစ်မြကိုတွေးကြည့်နေသေးရပဲမလို့ချေတတိယအချူရဆင်ထားသောလူသည်ចេတနာမိုးဆိုးလူငယ်ဖြစ်သည်သူသည်ကကြီးကြီးကိုမြေတကောင်နှင့်တက်ခဲ့ရမည်ဖြစ်သောလေចេတနာမိုးဆိုးဖြစ်ခဲ့သူသည်တာမန်လူတယောက်နှင့်ချစ်လေးမြောက်သားရက်သက်ကြောက်နေသည်အသက်ချင်းလောင်ကြီးထဲရသောတပ်ပွဲပြီးတော့သူသည်ဒဏ်ရာများစွာရကဝင်းပလီနက်ကိုခက်ခက်တစ်ဖက်နိုင်ခဲ့သည်ဤတစ်ချိန်တာရဲစင်ကောပွဲအတွက်ပထမဆုံးအောင်မြင်သူလူဖြစ်လာသည်တရဲမြတ်တက်ခဲ့စရိုးတော်မြတ်တက်ခဲ့သမားသည်မငယ်အလဲဖြစ်သည်ချူကြီးစပယ်အုံမွေးလောင်းကိုဖုန်လိုက်သောအခါမင်္ဂလိတုံသားပြီးအနေကြည့်လိုက်သည်သူမသည်ဆက်လက်ကျသွားပြီးတက်ခဲ့ရန်ချူချင်းကိုဖျက်ကျော်ချော်သွားသည်ထိုစဉ်ချူချင်းကချိုတရက်ပြလိုက်သည်ငါတို့ချင်းလဲမလားမင်္ဂလိသည်မှန်သွားပါဆိုလဲသူမစကားတစ်ခုမှမဆိုနိုင်ကချူချင်းသည်ဝရှမ်းပြချင်းလေးပြသပြီးဖြစ်သည်စပယ်အုံမွေးနေမိပါသောဝရှမ်းပြလေးကိုစောက်ကန်တီခဏသူသည်မင်္ဂလိကျေးဇူးတင်သောအကြီးကိုပင်ဂူးမဆိုင်တော့ပဲချူကြီးစပယ်အုံမွေးတန်တစ်ခေါက်တည်းချောက်သွားသည်သူဝင်လာတဲ့နေ့ဘေးပလက်ချေချေနာမိုးဆိုးမသည်အချင်းချက်ချင်းအိုးတောင်းနေဖြစ်သွားကြသည်ရခင်ပွဲစဉ်မြန်မာကျလက်မှာသူတို့မြင်ရခဲ့ပြီမဟုတ်လားတိုးတော်လေသူနဲ့မင်္ဂလိကိုလောင်းချစ်တသားစီလောင်းသားသမားမှာတို့ရဲ့တခြားပွဲကြီးပိတ်သက်များကတို့ကဲ့သို့ကိစ္စလေးများကိုဂူးမဆိုင်ကြကြစကန်ကောင်းသောစီလည်းအောင်မထားပြီးလူတန်းသူတို့ရဲ့ချင်တဲ့ချင်းနဲ့တဆုံးကြီးကိုလွတ်လပ်စွာရွရွခွင့်ရှိကြပေသည်တရဲစင်ကိုပွဲကွင်းပြင်၌ချွချင်းသည်လောင်းသည်6တင်းငင်းသော6သွားသည်တစ်ချိန်တည်းမှာပင်ဥကျိုးစပယ်အုံမွေကြီးသည်ချွချင်းကိုသူ့အိစာကြည့်၍တချို့ထွက်လာသည်မွေကြီးကြီးမတော့ခံသောခန္ဓာကိုယ်ကြီးတလောင်ထဲမှထွက်လာသည်ဖြစ်၍၎င်းရေပြားများကတနိုင်များကိုပုတ်တိုက်သွားသည့်အတန်ချေလောင်လွှင့်ပြလာသည်အပင်တို့ရောက်လာပြီးနောက်စပယ်မွေကြီးသည်ချက်ချင်းပတက်ခိုက်သည်ပဲအမိကိုရေခွေအမောက်ထောင်ကတဖြည်းဖြည်းချင်းကနေသောချွချင်းကိုစူးရဲကြည့်နေသည်ရင်းမြင့်ကွင်းသည်ကြည့်ရှုနေသူများအားဆဲလို့ချသွားစေသည်အော်ဟစ်တဲ့များသည်လည်းအငဲ့ရောက်ကျသွား၏ချွချင်းဤမျက်နှာမူရသည်ပုံမှန်တိုင်းအေးသေးတည်ငြိမ်နေပြီးတဖြည်းဖြည်းချင်းခြောက်လာသည်သူသည်စပယ်မွေကြီးတက်ခိုက်ရည်နေနမိတ်အတွင်းချင်းဝင်ရောက်လာခဲ့ခြင်းကြောင့်ပေလောတစ်ချင်းသုံးမဟုတ်သူ့အချိန်မောကရန်ဆက်လက်သူလိုဖြစ်သွားသည့်အကြောင်းပေလောစပယ်မွေကြီးအဝါရောင်မဆက်များတွင်၌သွေးဆန်နေသောအရေးငွေများချက်သန်းသွားပြီးအမိဖိမြေကြီးကိုရိုက်လိုက်ရဘုံနဲ့မြေကြီးတန်များလွင့်ပြန်လာသည်တို့မြေကြီးတန်ကြီးထွက်ပေါ်လာသည်နှင့်မွေကြီးသည်အမိမှတွန်းအောက်ကိုအထုံးပြ၍တဟုန်တို့ချီသို့ပြထွက်သွားသည်ထို့နောက်မွေကြီးသည်ဗဇာဟလိုက်ရာဆူရှာချုံတက်သောအဆွေများပြထွက်လာပြီးလေထဲတွင်မနှမြုပ်ပဲကောင်းသောအနှံ့များထောင်းနှက်ထလာသည်ရှင်းခေါင်းကြီးသည်ချွေချင်းကိုဝါမြုပ်ခြင်းနေဟန်ဖြင့်လေချွေကနဲ့လေဟုန်ခွင်းရင်သွားနေသည်ရင်းမြင့်ကွင်းကြောင့်ချွေချင်းမျက်လုံးများကျဉ်းမောင်းသွားပြီးတဟုန်တို့ပြုံးဝင်လာသောစပယ်အုံမွေကြီးကိုအတိအိတ်ဆက်ကြည့်လိုက်သည်မွေးကတဖြည်းနေကလာသည်နှင့်သူကဘေးကိုချောင်းတင်လိုက်သည်သို့တော်လည်းထိုအခွင့်ရဲကိုအထုံးရသူသည်တိုင်မတက်ခိုက်ခြင်းမပြုသလိုသူ့ကိုကျွတ်ဖက်သွားသည့်မွေခေါင်းကြီးကိုလည်းအောင်မဆချသူသည်မိုးဆိုးတယောက်အလားသူအေးသောအကြည့်ဖြင့်မွေကြီးဝမဲ့နေရာမှာကိုမိတ်မတုံလေးလာလိုက်သည်သူလေးရနေသည်မွေကြီးသည်တိုက်ကွက်လှွှဲသွား၍စိတ်ပြဟန်ပြမိတွန်းလိုက်သည်ထို့နောက်သူသည်
ခန္ဓာကိုယ်ကြီးကိုလှည့်ရအမိဖြစ်မိပင်အတဖန်ပုတ်ကတချူကြီးမိတံပြီးချွေချင်းတန်တခုံလုံးဝင်ရောက်လာသည်ထိုအခါမွေကြီးသည်တားကောက်နေတဲ့ပတ်သက်သောအတွေ့အကြုံများရစကနန်းလှည့်လိုက်သည်၎င်း၏ခေါင်းကြီးသည်မြေကြီးနှင့်ဆက်တော်မိအလားချွေချင်းကိုရပ်ပတ်နေကစဝိုင်းပုံစံပင်တုကလာသည်ချွေချင်းသည်တိတ်ဆိတ်ညစ်တဲ့နေသည်သူသည်မွေကြီးဝင်ဘက်ကိုဆူချသောလေးလာနေပြီဖြစ်ပြီးမွေအမိကနီကလာတဲ့နှင့်သူညာဘလက်သည်တင်းတင်းကြပ်ကြပ်စုပ်သွားကမွေအမိကိုစကနန်းထိုးလိုက်သည်တောင်ထဲပင်လေပညာရဲ့ဂௌတမပရမအသနာတော်ကျန်သေးတော့လဲချူချင်းခွန်အခါနေပလာတီတော့မဟုတ်ပေမွေအမိဒီခေါင်းနှင့်ရွက်ခွေတော်နိုင်တယ်မရှိတော့ပဲနောက်တော့ဘုံနဲ့လွတ်ဆွသွားသည်စပယ်အမွေကြီးသည်အနှင်းကနာကျင်တော့လဲတေးသေးလွန်တော့ထုံးနှက်ချက်မဟုတ်ပေဒေါသအမျက်ကြောင်းထွက်လာတော့သည်၎င်း၏မျက်လုံးများသည်ညီမျက်နေပြီး၎င်း၏ခေါင်းကြီးကချူချင်းကိုတစ်ခိုက်ထဲပြီးမြူချပစ်နေသည့်အလားတဟုန်ထိုးဝင်ရောက်လာသည်ချူချင်းသည်သူချပွင့်သောအနက်ကိုတွေ့ရှိသားသဖြင့်မြုံကုန်းများတပွေးထောက်လာသည်ထိုအခါသူသည်နောက်မဆုတ်တော့ပဲစပယ်အုံမွေကြီး၏ခဏကိုအလဲပန်းကိုစကနဲ့ခုံဝင်သွားသည်ပြီးသည်နှင့်သူသည်ညာလက်ဖြင့်အချင်းနာတရားကင်းမွေးစွာထိုးနှက်လိုက်သည်တစ်ချက်နှစ်ချက်သုံးချက်သူပြီးအပြင်းစွာထိုးနှက်လိုက်လေသည်ချူချင်း၏လက်သေးချက်များကစပယ်အုံမွေကြီးကိုတဆုပ်တည်းဆုပ်ကောသွားသည်၎င်းသည်ကျဲလောင်လောင်အော်ဟစ်အချူချင်းကိုရပ်ပက်ရန်ချိုးပန်းလိုက်လေသည်တိုးတော်လည်းချူချင်းလက်သေးချက်များတွင်ပဝင်သောခွန်အားများကြောင့်မွေကြီးမှရပ်ပက်ရန်ခဲနေသည်လက်သေးချက်ထိုးကနေရသောမွေကြီးဝန်ပိုက်နေရာကြီးအကြီးကိုများသည်အားပြောသည့်အတွက်အခြေနှင်းငယ်ထုံးနှက်ပြီးသောအခါဒဏ်ရာများပေါ်လာပြီးတွေးများစိတ်ကြလာသည်ရင်းသည်မွေကြီးဒဏ်ရာသည့်ပထမဆုံးအချိန်ဖြစ်သည်ထိုအချင်းကိုမြင်သောအခါချူချင်းမြုံကုန်များသည့်အေးဆက်ဆက်အလင်းတိုင်းများဖြင့်ဝန်းလက်သွားပြီးစပုံးမွေကြီးကိုဟန်ပြင်းသည်ကိုမဆောင်တော့ပေသူ့ဘက်လက်သည်သူ့ပေါင်ချိဓမြောင်လေးစီရောက်သွားသည်ဓမြောင်သည်အေးဆက်ဝန်းလက်သွားပြီးသူ့သည်ရက်ဆက်ကြမ်းကြုတ်သောအမူအရာဖြင့်ချိုကြီးစပယ်အုံးမွေကြီးအသားထဲသို့ဓမြောင်ထိုးသွင်းလိုက်လေသည်ဓမြောင်သည်အသွားလာများကိုထိုးပေါက်၍အထက်သို့အညတာကင်းမစွာဝင်ရောက်သွားသည်ရလက်အနေဖြင့်သွေးကြမ်းဖာကန်နဲ့ပွန့်ထွက်သွား၏စပယ်အုံးမွေကြီးတချီအော်မီနေပြီးသူ့ဝန်ပတ်တွင်နှချမ်းသောဒဏ်ရာကြီးတစ်ခုဖြစ်ပေါ်လာကထိုဟတ်တက်ကွဲနေသောနေရာမှနေမွေသေးချစ်ပေါ်လာသည်ရင်းမွေကြီးသည်လုံးသားကြီးမားလာပြီးတရီပြောင်းသားရဲ့လက္ခဏာမှာပြတ်သားလာသည်တိုးတော်လည်းတဲကြီးမလုံးသားသိငယ်ပြီးကြောက်တလုံးများသာဖြစ်သည်တိုးတော်ချူချင်းသည်တူဝေတုံးစုံမနေပေသူညာလက်ကဟတ်တက်ကွဲသောဒဏ်ရာတဲ့သို့စကနန်ထိုးဝင်သွားပြီးမွေသေးချစ်ကိုဒရဂျန်ဆွဲထုတ်လိုက်သည်မွေကြီးနာနာချင်းအော်ဟစ်တန်အော်တဲ့သူသည်မွေသေးချစ်ကိုအပြင်သို့အကွန်သွေးယူလိုက်တယ်လိုက်သည်လက်ဆက်တော်သွေးများနှင့်တဲများသည်မြေသားပေါ်ဖွာကနေပြန်ကျဲသွားသည်ချူချင်းသည်သွေးစီးကြောင်းများကိုလစ်လူချူထားပြီးသူစုပ်ကန်ထားသောမွေသေးချစ်ကိုကြည့်နေသည်သူ၏အကြည့်များတွင်ထူးဆန်းသောအလင်းတန်းများဖြင့်တဖိဖိဝန်းလက်နေသည်မျက်နှာအမူအရာမျိုးမျိုးဖြစ်နေသည်ဘိပတ်လက်ချီရသောမိုးဆိုးမြောက်တစ်ချက်ကြည့်ရင်သူသည်မွေသေးချစ်ကိုပါဇက်တဲ့တစ်ခါထဲကမြုပ်ချလိုက်သည်သူသည်မွေသေးချစ်ကိုတင်းငိမ့်တံမြုပ်ချနေတဲ့အတော်တွင်အတင်းချက်တဲချစ်နောက်ခလိုင်းကသစပအမွေကြီးသည်တိုးသေးတဲ့မြရုံးကန်နေသည်တချီမိတဲ့မြကျေလောင်ထပ်ပေါ်နေပြီး၎င်း၏ခန္ဓာကိုယ်ကြီးကမေပင်ကိုဓဘုံမိုးရက်ခက်နေရဖုံလုံးကြီးများနဲ့တလုံးကြီးများတထောင်ထားနေတော့သည်မွေကြီးသည်ပြင်းထန်သောနာကျင်မှုအားဖော်ထုတ်နေသည့်အလားပဲမွေကြီးခေါင်းကြီးသည်ချူချင်းတဲ့အရက်သက်ကြမ်းကြုတ်သောအသွင်ဖြင့်တိုးဝင်လာသည်၎င်း၏သူဆန်နေသောမျိုးများတွင်ကျူးသွနေသောအရက်များဖြင့်ပြင်းနေပြီးချူချင်းကိုစားကြည့်ပင်မျိုးချနေသည့်အလားတစ်ဖက်ကြီးကိုအဆုံးလုံးထိဟထားသည်ချူချင်းသည်အဲ့ဒီအေးဆက်သာကြည့်လိုက်သည်မွေကြီးအနီးကလာသည့်အခိုက်သူသည်ခုန်ပြန်ကမွေကြီးခေါင်းကိုချောင်းနေလိုက်သည်ထိုအခါလေထဲသို့ရောက်သောအခါသူသည်ညာလက်ကိုထုတ်လိုက်ရမင်းနဲ့နေသောတန်တော်လေးထပ်ပေါ်လာသည်သူခေါင်းကလေးသောအခါသူ့မျက်ဝန်းများတွင်တက်ဖက်လိုသောအရေးရောင်များဖက်ကနေလက်သွားသည်သူခဏကိုယ်သည်မြေပြင်သို့ဝုန်းနဲ့ကျသွားပြီးထိုအောက်ကိုယူ၍သူသည်အမှန်ဆုံးနှုံးဖြင့်အညတာကင်းမဲ့သောထုတ်သွင်းလိုက်သည်ချူချင်း၏ကြောက်ကမလေးဆန်းအားကြောင့်ထိုနေရာရှိမွေအကြီးကုန်များအကဲသွားကသူသည်ချီတဲ့ပင်မွေ၏နှလုံးသားကိုထိုးပေါက်သွားနိုင်ခဲ့သည်ခြေလောင်သောအတန်ကြီးဟင်းထွက်လာသည်ထို့နောက်စပုံးမွေကြီးသည်သူခဏကိုတောက်ဖက်အင်အားများကင်းမဲ့သွားသည့်အလားအချိန်ပြင်းသောတုန်ခါနေတော့သည်ထို့နောက်မွေကြီးခေါင်းနှင့်အမိသည်မြေပြင်သို့ဘုံနဲ့ကျသွားပြီးချူချင်းတရှိကြီးမိသည်မှတိတ်ခနဲရက်သွားသည်မြေပြင်ပေါ်တွင်အမိလူးလုံးတန်ကြားနေရသည်အချင်းအတော်ကြာပြီးနောက်ဖုံလုံးကြီးများနှင့်တင်များညင်တော်သောအခါပွဲကြီးနေသောရနမဆုများသည်တုံးလုံးချော်ချနေစေပင်လူအများစုသည်မတက်ရွရွသားရဲ့စိတ်ငေါ်ဝဲကွင်းပစ်ကိုမိုးချနေသောခန္ဓာချက်များဖြင့်ကြေးကြီးနေရသည်ထိုစဉ်လူငယ်လေးသည်မွေကြီးအလောင်းမှတန်နှုတ်ကိုဆင်းနှုတ်နေသည်အရွယ်ရောက်ပြီးသားလူတယောက်သာစပယ်အုံမွေကြီးကိုထိုးထိုးတက်လိုက်မိဆိုပါသူတို့ကိုယခုလိုဖြစ်သားစေလိမ့်မယ်မဟုတ်ပဲတိုးတော်လည်းပိန်ပွားလူငယ်တယောက်ကထိုးထိုးလို့သွားခြင်းဖြစ်သည်ခဲလေးသည်မွေသေးကြီးကိုဘိုက်ထဲမှထုတ်ကိုခွဲမြုပ်လိုက်တဲ့အပြင်မျက်နှာတစ်ချက်မဲ့ပြတ်သွားပြီးမွေကိုပဲတက်ပစ်နိုင်သေးသည်စကန်အတွင်းနဲ့ထုတ်ခဲ့တဲ့မြင်ကွင်းမျိုးကြုံခဲ့ရခဲ့သည်တလုံးအိမ်ထဲကြီးခက်တဲ့ကုမ္ပဏီနဲ့ဝုံးဝင်နေတို့သည်လည်းတတိတတာကြောင်းရန်တုံရင်းနေသည်ရင်းသည်တန်လေးရည်ချင်းမဟုတ်တော့ပဲအမဲတဝဲဖြစ်သွားခဲ့သည်
လူအလုံးရဲ့ကြည်မြအောက်ဝဲလူငယ်ဒီတန်တို့ကိုသိသိလိုက်ပြီးဒီပြီးတဲ့နှစ်မွေကြီးဒဏ်ရတဲ့တို့လက်တစ်ဖက်နိုင်မကတရဲစင်ခေါ်ပွဲကွင်းပြင်ကကြီးဆို6သွားလေသည်သူနောက်တင်ဂျိုကြီးစပမွေကြီးတကောင်လက်ဆက်တော်သွေးများအနီရောင်စီးကြောင်းတစ်ကြောင်းအဖြစ်ကျင်းခဲ့လေသည်ချင်းဒီအမှန်စစ်တလုံး6ကြားစရာကောင်းသောမြင်ကွင်းတစ်ရက်ပင်ဖြစ်သည်ချူချင်းဒီပိတ်ထားတဲ့ကားဘေးတွင်ရိုက်ရွယ်စင်းင်းပေါ်တလန့်ကြည့်လိုက်သည်အချိန်နှငယ်ကြပြီးနောက်မှသာမောဆက်မွေသွင်းလူသည်အတိဝနာသည်ထို့နောက်သူသည်ချက်သိန်းချက်မွေများထားလာပြီးချက်ချင်းမြေလမ်းရတက်လိုက်သည်မကြခင်ကကာကြီးသည်တချတုံးမီကြီးပွင့်သွားသည်ချူချင်းတွေထွက်လာပြီးနောက်နေရာကိုမွေးလက်ပိုက်ထားသောခေါင်းဆောင်လက်ကိုမြင်လိုက်ရသည်ခေါင်းဆောင်လက်သည်အချိန်ကြာမြင့်သာစောင်းနေတယ်မထင်ရှားသည်သူသည်ချူချင်းကိုပြန်ကြည့်လိုက်သည်ကျုပ်အခုခင်မနဲ့နားလဲနေလို့ရပြီလားချူချင်းသည်မွေသေးကြီးကိုဆွဲချလိုက်ပြီးခေါင်းဆောင်လက်ကိုငါစောင်းကြည့်လိုက်သည်ရတာပေါ့ခေါင်းဆောင်လက်ကပြောရင်ပြောသည်ချူချင်းသည်ခေါင်းကြီးမွေသေးကြီးရပစ်ပလိုက်သည်ခမကမွေကိုစားတာတပေါ်ကြတော့ကျုပ်ဒါခမကိုကျုပ်ပြုစုတာခေါင်းဆောင်လက်အံအားသွင်းသွားရသည်ထို့နောက်သူသည်တဟားရီမောက်ကစပယ်အုံမွေကြီးကိုဖမ်းလိုက်သည်သူသည်ရီမောနဲ့ချူချင်းကိုခေါ်တော့ကဝဲတော့ချောက်သွားသည်သူတို့အဝဲရောက်တော့အခါမှာတာရဲစင်ကိုဘွယ်ကွင်းမြကြီးလူအကြီးထမတန်းတော့အဝဲတဲ့မြတ်ထိန်ပေါ်လာသည်စီယိုအညံတမ်းများအောက်တွင်လူအုပ်ကြီးတန်ကြီးဆောင်းကြောင်းနဲ့ခဲရန်ဝတ်စင်နာသောအဖို့တယောက်သည်အစကန်တယောက်ဟန်တူသောအသက်မဲ့နေသည့်တက်လက်ပိုင်းရွယ်လူတယောက်နှင့်အတူထိုင်နေသည်ထိုတက်လက်ပိုင်းအရွယ်လူ၏မျက်ခုံးမွေးနှစ်ခုကြားတွင်9000ကျပ်အမှတ်သားရှိနေသည်သူတို့ဝစ်စာအရာဖြစ်စဉ်သို့မဟုတ်သူတို့၏ရုပ်ရည်သွင်းပညာဖြစ်စဉ်သူတို့ထိုင်နေသောနေရာလူများနှင့်ကွက်ထက်နေသည်သို့တော်လည်းတယောက်မှသူတို့ကိုတတိမပြုမိကြချေစကန်ကောင်းတော့ဒီမဲ့သူတို့ကိုမဆန်းစစ်နိုင်ချေအဖိုးအိမ်မျက်နှာသည်နီမျက်နှာပြီးသူ့အကြည့်တဲ့အလင်းသားတစ်စကန်အားနှင့်တူသည်သူသာထိုအကြည့်ကိုထုတ်ပေါ်လိုက်ပကအရာလုံးပစ္စည်းသွားနိုင်သည်အလားပဲအားလုံးချုံကြီးဘကသူသည်အလုံးထူးခြားသောပုဂ္ဂိုလ်တို့အပြင်မှသိတာသည်ထို့အပြင်သူသည်ထုတ်ခါသောချူချင်းနောက်တို့ကြည့်ရမချူရင်းနဲ့ပဲရေမလာသည်ဒီကလေးကစိတ်ဝင်စားစရာပဲအခန်း14ရတနာမိုးစုစကန်နဲ့ခေါင်းဆောင်လေသည်ရှေ့မှတော်ရဲ့ရွှေရွှင်းသည်နောက်မှလိုက်နေသည်နေရောင်ကြီးတမ်းများသည်ယခုအခါသူတို့နှစ်ဦးပေါ်ဖြတ်ချနေ၏ခလန်လန်းမှကြည့်လျင်အရက်ချစ်ချီလူတစ်ယောက်နှင့်အရက်ပပလူတစ်ယောက်တို့မြင်ကွင်းအထက်အဖိုးအကြီးတဦးနှင့်လူငယ်လေးတစ်ယောက်မြင်ကွင်းသည်ပိုရိပ်မျက်စိအပထေသာဖြစ်စေသည်ရဲဆက်ကျဉ်းကျုပ်သောဧကဘာကြီးတို့တွင်ထိုကဲ့သို့လိုက်ဖက်ညီသောမြကွင်းမျိုးချတွေ့ရန်ခင်းရင်သည်ကောင်းသောလိမ့်လက်ထဲချီစပယ်မူကြီးကြီးထံမှလွင့်ပြန်နေသောအန်ဒီရဲ့အငွေ့သက်များကြောင့်ပေလောတာရဲစိန်ခေါ်ပွဲကွင်းပြင်သို့မရောက်ခဲ့သောလမ်းတော်လမ်းလာများသည်၎င်းသူတို့ကိုခဝေးမှချောင်းသွားကြသည်မွေသားကိုစားကြသောအခါတွင်ဖြစ်စေယခုလက်ရှိနေအောင်ကြီးတမ်းမြောက်ခန်းစားနေသောအခါတွင်ဖြစ်စေထိုအရှင်းရနှစ်ခုလုံးကချူချင်းကိုလုံစွာနေထွေးသွားစေသည်သူအလွန်စိတ်သက်သာရနေပြီးသဘောကျနေမိသည်ခေါင်းဆောင်လက်ကန်ထားသောမွေသေးကြီးတန်သူအကြည့်ရောက်သွားတိုင်းသူတည်ကြနေရတော့သည်သူသည်လည်းမွေသားကိုခြိုက်သည်ခေါင်းဆောင်လက်အိမ်နေအိမ်သည်စကန်၏အလေခေါင်းနဲ့တည်ရှိသည်စကန်၏အတွင်မှအုပ်အိမ်များနှင့်အခင်းအပြင်မှာရွက်ဖြင့်တဲများနှင့်ရှင်ပါကအလေခေါင်းတွင်ရှိနေသောအိမ်များသည်အများအပြည့်ကြောက်တုံးများတက်သားများဖြင့်ဆောက်လုပ်ထားသည်ရှင်အပြင်အိမ်အသေးသုံးလုံးကိုတထန်းနဲ့တိဆောက်ထားကြသည်အင်တအိမ်စီကမကျဲပါတော့လဲသူလူရန်ကသောဆင်းရဲသားရက်ကွက်ထဲချီနေဟန်မှနဲ့ချင်းလင်းအစာပေါင်းများစွာတာလွန်တွေကိုချူချင်းမြင်နိုင်ရသည်ခေါင်းဆောင်လက်အိမ်နေအိမ်သည်လက်ချံဝင်တဲ့တစ်ခုတွင်ရှိနေသည်ရင်းနှီးရကိုရောက်လာရင်ပင်ခင်းသည်ထိုစဉ်ခေါင်းဆောင်လက်သည်ခြံတကားကိုတမွှန်းလိုက်သည်ချူချင်းသည်ဘေဘက်လက်ကိုကြည့်နေစဉ်ခေါင်းဆောင်လက်သူ့အိမ်ထဲချီတတရဒုတိယမြောက်အခန်းကိုခြောက်သွားသည်ထို့နောက်သူသည်ထိုအခန်းကိုညွှန်ပြကပြောသည်ကလေးမင်းအခုဒီနေရာမှာနေလို့ရတယ်အရင်ဆုံးဒီအခန်းနဲ့အသားကျတော့နေကြည့်လိုက်အောင်ပေါ့မွေသားချက်ပြီးတဲ့မင်းကိုလှမ်းခေါ်လိုက်မယ်စကားပြောပြီးတော့ခေါင်းဆောင်လေးတွေထွက်ခွာသွားပြီးမကြခင်မွေသားခုတ်တဲ့တံမှာလွှင့်ပြန်လာသည်ချူချင်းတွေတရေကိုမျိုးချလိုက်သည်သူဒီအခန်းနဲ့မဝင်ကဘေဘက်လက်ကိုလက်ကြည့်လိုက်ချူချင်းတွေတရေကိုမျိုးချလိုက်သူဒီအခန်းနဲ့မဝင်ကဘေဘက်ဝင်ခြင်းကိုလက်ပဲချူလိုက်သည်အခန်းထဲတွင်ကရင်တလုံးအဲ့တစ်ခုစဖဲတလုံးနှင့်ထန်းကိုတစ်ခုရှိသည်ရင်းပစ္စည်းများကလူတယောက်ကမကြခဏတချင်းတိုင်းမှသိတာသည်အဲ့ရခင်းသည်ဘလွန်သာတချင်းနဲ့ချုပ်ပေါ်ထားပြီးနေလန်းရမှာထွက်လာတဲ့ရဟန်းတင်လေးတင်းပြက်နေသည်အရာအလုံးကချူချင်းကိုလွန်စွာစိတ်ကျဉ်နေသွားစေသည်သူသည်အင်ဂျီကြီးများကိုသဘောမကျပေတစ်ချက်ကြည့်အောင်ဖြင့်အင်တဲချီအရာလုံးကိုမြင်နိုင်သောအိမ်မျိုးကိုသူသဘောကျသည်အိမ်လေးထဲချီအရာလုံးကိုစိတ်ထဲမှထားနိုင်သည်ဖြစ်၍ရင်းကသူ့ကိုပို၍ဘကင်းတီခံစားရစေသည်သူဖြစ်ချေဘေဘက်လေးကိုချူပြီးနောက်ချူချင်းသည်တန်ရှင်းတရက်သောခဒင်ကိုကြည့်လိုက်သည်သူသည်ခဏတာမျက်စိနဲ့လိုက်ပြီးတော့လည်းမသွားသေးပေမြေပြင်ပေါ်ထိုင်ရသာဆုံးဖြတ်လိုက်သည်သူသည်တမြေကွေထားချလိုက်ပြီးမျက်လုံးများကိုမှဲ့၍တန်တိတာကျဉ်းချင်းကိုဆက်တင်လိုက်သည်ကျဉ်းချင်းနေစဉ်ဝိညာဉ်ဆန်အားများသူခဏကိုလည်းဆင်းဝင်လာသည်နဲ့အခန်းတကားမှစီပွက်မီနဲ့များလွင့်ပြန်လာသည်မကြခင်ဟင်းရဲနဲ့များကကြောက်တုံးနှင့်တသားများအကြားအလယ်မှအနေ၍သူခဏလွင့်ပြန်လာသည်ချွေချင်းရဲ့အစားသားချင်းတွေမြင့်တက်လာရပြီးဆာလွန်သောခဏချက်များရုပ်ရှိတူတက်လာကဗိုက်ထဲမှတကူကြီးမြည်တဲ့များထပ်ပေါ်လာသည်ဟင်းရဲနဲ့ကမွေးပြက်လုံလာပေသည်ချွေချင်းတွေတွေကိုအလိုလိုမျိုးချလိုက်မိပြီးမျက်လုံးများဖွင့်ကဟင်းချက်ရအခန်းနဲ့လမ်းကြည့်လိုက်မိလေသည်စင်းတဲ့ရက်ကွက်
ကွက်တွေနှစ်ပေါင်းများစွာနေထိုင်ခဲ့ရသည့်ဖြစ်၍ထိုကဲ့သို့ဟင်းနံမျိုးဘယ်ချိန်တော့မှနောက်ဆုံးအချိန်ချွေခဲ့ဘူးတဲ့ကိုယ်မှန်းမိတော့ပဲသူဒီပိုက်ထဲမှာဆလောင်တော့စိတ်ကိုချိုးနေရမျိုးလုံးများမိတ်ကဆက်လက်ကျဉ်နေကြတော့တယ်ထိုနည်းအားဖြင့်အချိန်မှတူတူကိုလွန်သွားသည်မချခင်ညနေဆောင်အချိန်ရောက်တော့၆လာတော့သည်အပြင်မနှွေခေါင်းဆောင်လေ၏သူ့ကိုလာစားရန်ခေါ်တဲ့ကိုကြားလိုက်ရတော့ကယခုလေးတင်တနေ့တာကျဉ်းလုပ်ငန်းပြီးဆုံးသွားသောချူချင်းမျိုးလုံးများဖက်ကနေပွင့်လာသည်သူဒီမတက်ရ၍အပြင်မတော့ပေါ်ပေါ်ထွက်သွားသည်ထို့နောက်ဖေးအဆုံးဆုံးအခန်းတွေမတက်၍သူ့ကိုလက်ပြနေသောခေါင်းလက်ကိုမြင်လိုက်ရသည်ခေါင်းဆောင်လည်းပဲချစ်ထမင်းဝမ်းပေါ်တွင်မွေသားဟင်းချစ်မျိုးကိုတွေ့လိုက်ရသည်အရှိမွေသားမျက်မှောက်ကြောထားတချို့မှပေါင်းထားခြင်းဖြစ်ကမွေသားစစ်ပုံများပင်ပါသည်ခေါင်းဆောင်လည်းဒီဟင်းချက်ရောက်တဲ့လူထုရှင်ပြီးသူပြီးစင်ထားသည့်ဟင်းပကံများတဲ့တွင်ပုံစံမျိုးမျိုးရတဲ့မျိုးနှင့်မွေးကြိုင်တင်ပြသောရနံ့ကိုသိရှိပေသည်ချွေချင်းမျိုးလုံးများသည့်ဟင်းပွဲများကိုကြည့်ပြီးသည်နှင့်မခွာနိုင်တော့ပေထို့အချင်းရကြောင့်ခေါင်းဆောင်လည်းဒီတဟားရီမောကတူများနဲ့ပကံလုံးများကိုယူရန်လှက်ထက်သွားသည်ချွေချင်းသည်လည်းတဖြည်းဖြည်း၆လာပြီးအစွန်းဆုံးအခန်းထဲဝင်ရောက်လာသည်ထို့အခန်းထဲတွင်ဟင်းရနံ့ကပူရမှုပြတ်နေသည်တိုးတော်လည်းသူသည်ချက်ချင်းမထိုင်သေးပဲခေါင်းဆောင်လည်းချတာသည်သူများနဲ့ပကံလုံးများကိုမြည်ရုတ်တရက်မှန်သွားသည်ထိုနေရာတွင်သူသုံးလုံးနဲ့ပကံသုံးလုံးမှပကံလုံးများရှိနေသည်အရာတစ်ယောက်ရှိနေသေးရလားဟင်းရနံ့ကလုံးသောဆက်တော်နိုင်ရှိနေတဲ့သူသုံးလုံးနဲ့ပကံလုံးများကချွေချင်းအသားစားခြင်းကိုဖက်ဖက်ထားသေးသည်သူဒီခေါင်းဆောင်ကိုတတိကျတဲ့မင်းကြည့်လိုက်သည်မဆိုရင်နေပါနဲ့ဒါကငါအလေးချင်းလေဘယ်တော့မှပြန်မလာတော့မလို့ထွေးလုပ်ပေးနေတာပဲကောင်းတော့လေဒီတင်းငင်ကပြောလိုက်ပြီးသူ့မြောင်ကိုများတဲ့ချီအနာချတော့တဲ့နေရာတွင်အတိတ်ကိုလုံးစုတဲ့အရေးငွေများပေါ်လာသည်တိုးတော်လေထိုရေးငွေများသည်ခဏအကြာပြောက်ကွယ်သွားပြီးသူဒီထန်းကုန်းတစ်ခုမှထိုင်လိုက်လေသည်ချွေချင်းသည်လည်းခေါင်းကြီးပြလိုက်ပြီးထန်ချလိုက်သည်သူ၏စနမ်းများကိုသူထင်းချုံမထမ်းနိုင်တော့ပဲမွေသားကြောပကံကိုစက်ကနေလှမ်းလိုက်သည်ထို့နောက်သူသည်မွေသားကြောတုံးကိုပါတဲ့ထက်ကတကြွကြွဝါစားလိုက်သည်မွေသားကြောသည်ပူပူနွေးချင်းနေတော့လဲချွေချင်းသည်မွေသားကြောကိုစားနေလွန်စွာကျင်းအားရနေတော့သည်သူပါတဲ့ပလက်တွင်လည်းစီများပြချင်နေတော့သည်သူသည်မွေသားကြောတုံးစားလိုက်ပြီးနောက်နှခမ်းပကြီးစီများကိုချပြန်တက်လိုက်ပြီးမွေသားနှစ်တလုံးကိုယူ၍လှလန်းလိုက်သည်ထိုအခါခေါင်းဆောင်တွေကတခုချောင်းဆိုလိုက်သည်တူရသုံးလေအော်ချွေချင်းသည်တူရစံကိုဗျံပရာလန်ကန်လိုက်ပြီးသူကန်ရသည်ကိုအသားကျွတ်တဲ့အခါမွေသားနှစ်တထုံးကိုလှမ်းနိုင်ပစတဲ့သို့ထည့်လိုက်သည်စတောင်းနေစဉ်အတော်တွင်သူတို့နှုတ်ဦးစကားတစ်ခုမှမဆိုကြပဲအစားအစာကိုသာမြင်ချဲ့စားနေကြသည်ခေါင်းဆောင်လက်သည်ချင်တော်မစိုးတရားနဲ့မတူပဲအစားကိုကျင်းညံ့အောင်ဝါစားပြီးမှသာမြုပ်ချသည်သူသည်ပကံတဲကြီးဟင်းတုံသုံးလုံးကသာစားသည်လည်းချွေချင်းမှပလပလောင်စားနေ၏ချွေချင်းစားနေပုံကိုကြည့်ခေါင်းဆောင်လက်သည်မင်းနိုင်ပဲမြင်မြင်လိုက်သည်ငါမင်းကပေါင်းပေးတော့ငါဒီလိုမဟုတ်ပါဘူးတစ်ဖက်ချင်းစားတာပါချွေချင်းသည်မသားတုံးကိုပစတဲ့အတင်းတွတ်လိုက်သည်ထို့နောက်သူသည်ခေါင်းမောက်ရဲ့ခေါင်းဆောင်လက်အကြည့်ကလင်းနဲ့မြင်ပြလိုက်သည်ပမော်လုံးတွေကအဖိုးပိုင်တာလေဒါပေမဲ့မွေသားကတော့ကျုပ်ပိုင်တာတခုတည်းတခြားလူကသူကျွေးမစားတော့အစားစားဖြစ်ပြီးတခြားတစ်ခုတည်းသူကတခြားလူကိုကျွေးမထားခြင်းဖြစ်သည်ထိုလူငယ်လေး၏အတွေးခေါ်ပုံမှာလွန်သားကျုပ်ရှင်းသည်ဤမွေသားသည်သူပိုင်သောအစားစားဖြစ်၍ထို့သောသူစေရင်ညစားသည်မှာစေကျိုးဆောင်စီလျော်ပြီးသည်ခေါင်းတော်လည်းသည်ရီအားခန့်ငူအခက်ဖြစ်သွားသည်ထို့နောက်မွေသားကိုစားလိုက်မွေသားဆွဖို့တော့လိုက်လုံးနေတော့ချူချင်းရန်သူကြည့်လိုက်သည်တိုးတော်လည်းလူငယ်သည်မွေသားဟင်းပွဲတန်းကိုလိုက်နေခြင်းမဟုတ်ပဲသူအနီးနားချင်းဟင်းပွဲများကိုသာစားနေခြင်းဖြစ်ကြောင်းသူသိထားလိုက်မိသည်သူသည်တူးတဲ့ပိထားသောအပန်းကိုသာထိုးထိုးစားနေခြင်းဖြစ်သည်မမွေကြီးကတက်ကြီးတော့ငါတို့နှစ်ယောက်လာဝက်တော့ကောင်းကောင်းစားလို့ရတယ်ကွာပြီးတော့မွေရီပန်းနဲ့အယိုးတွေလည်းရှိသေးတယ်ဒီတော့ကောင်းလက်ကတူတူဆက်ဆက်ပြောသည်ကျုပ်အဖို့ကိုအကျွေးပေးရအောင်မယ်အဲ့ဒီကနေတော့အကျွေးမိပါနဲ့ရွှေနေရုတ်တရက်ပြောလိုက်သည်မွေသားသည်ပေါမလုံးများနဲ့အိတ်ဆက်ရအိတ်ပေးခဲ့ခြင်းအတွက်ဖြစ်သည်မွေရီပြားနဲ့အယိုးများသည်နွားကြီးကိစ္စအဖုံးငယ်ပေးခဲ့ခြင်းအတွက်ဖြစ်သည်မြက်ပက်ကြီးမှတို့ရဲ့စကန်တို့ခေါ်ဆောင်လာခြင်းမှာကျွေးသူကျွေးဖြစ်သည်ထိုကျွေးစုအကျွေးအားအရာဝတ္ထုများပေးဆက်ရန်ကြိုးစားလျက်မတက်တော့ကြောင်ချွတ်ချက်ခံစားမိသည်တို့ဖြစ်၍ထိုကျွေးစုအသူစိတ်ထဲမှထားသား၏ခေါင်းဆောင်လေးသည်ချင်းချင်းကိုစူးစက်ကြည့်၍ချူချင်း၏လေးနဲ့တည်ကြသောအကြည့်ပင်ကျွေးစုတရားနှင့်ရန်ညွှန်းခွဲခြားထားသောဇယက်ကိုမြင်သွားသည်တို့ဖြစ်၍သူကခေါင်းကြီးပက်လိုက်ပြီးစဉ်းစားကပြောလိုက်သည်ကလေးလန်ခီမငါနဲ့ပတ်သက်ပြီးအမျိုးမျိုးတွေးနေမထင်တယ်ချူချင်းသည်စကားတစ်ခုမှမဆိုပါတဖြည်းဖြည်းစနေတဖြည်းဖြည်းသာစားနေလေသည်အခြားလူတွေကတော့ငါ့ကိုခေါင်းဆောင်လေးလို့ခေါ်ကြတယ်နာမည်ကတော့အရင်မကြည့်ပါဘူးရတနာမိုးစကားမှဆိုရင်ဘယ်သူကမှနာမည်ရင်းကိုမသုံးကြဘူးခေါင်းဆောင်လေးသည်ပေါင်းသောမွေသားတုံးကိုတူဖြင့်ညှိပစတဲ့ထက်ကတပြင်းချင်းစားလိုက်တယ်အဲ့ဒီနာမည်ဘာလို့ရလာလဲဆိုတော့စကန်နဲ့မသုံးဆန်ပြအရင်လေးကိုငါနဲ့အတူရင်ဆိုင်ဘူးခြင်းနဲ့မိတ်ဆွေနေတဲ့ပပကငါတွေ့ခဲ့လို့ပဲငါတို့ကဖွဲ့လေးတစ်ဖွဲ့လိုက်တယ်ဒါပေမဲ့ငါတို့အဖွဲ့နဲ့မခွနဲ့ကြောင်တောင်းနိုင်တယ်မိုးချိုးတဲ့အများအပြားတော့လူတိုင်းကကိုတောင်းကိုယူပြီးလုပ်ကြတာငါတို့အဖွဲ့ကတော့ကြီးမားတဲ့အခက်အခဲတွေရှိလိုက်ရင်အတူတူပေါင်းပြည့်ချင်ကြတာပဲငါရောပေါင်းရင်အဖွဲ့ဝင်၄ယောက်ရှိတယ်ဒါပေမဲ့အခြား၃ကတော့အပြင်သွားနေကြတော့ပဲပြန်မလာကြသေးဘူးသူတို့ပြန်လာရင်ငါမင်းကိုမိတ်ဆက်ပေးမယ်နောက်ကျရင်မင်းလည်းငါတို့နောက်လိုက်ပြီးမိုးချိုးအဖွဲ့ဝင်တွေလုပ်လို့ရတယ်ဒါဆိုရင်မင်းလည်းနေထိုင်စရိတ်နဲ့ကျင့်ကြံခြင်းအရင်မြစ်တွေအတွက်အလုံးလုံးလို့ရတာပေါ့ခေါင်းဆောင်လေးတွေစကားကုန်ပြောပြီးတော့ဟန်တို့တွေသူနဲ့ချောင်းကိုချရွှေ့ချင်းအကြည့်လိုက်တယ်
ချွေချင်းသည်ကြည်ကြံချင်းအရင်မြစ်ဆိုသည့်စကားကြောင့်အံ့အားမသိမတော့ပဲခေါင်းဆောင်လည်းသည်လေလွင့်ချင်းသူတရားဖြစ်ကြောင်းချွေချင်းအောင်ခံမိနေသည်တဦးနှင့်တဦးအချိန်တော်ကြာတိပြောဆိုစနေပြီးတော့ချွေချင်းသည်ချီတန်းတင်ခြင်းအဆင်ရောက်နေသည့်အတိုင်းခေါင်းဆောင်လည်းကတည်နေခြင်းသည်မှသဘာဝပင်ချွေချင်းသည်တဝင်းတဆုံမနေပဲခေါင်းညစ်ပြလိုက်သည်ရင်းသည်သူ့ရင်တွင်စစ်သက်ရာအဖြစ်တပင်ချသွားစေသည်စင်းသားရက်ကွက်တင်ကြီးပင်ခဲ့သောသူ့အတွက်လူတစ်ယောက်ကအတုံးလက်မရှိပဲအလကားပေးကနေမဟုတ်သည်ကိုသူကောင်းတော့နားလည်ထားသည်မင်းဆက်စဉ်းစားလိုက်အောင်ငါကအသက်ကြီးနေပြီဆိုအစာအများကြီးစားရင်အစာရှိဖြစ်နိုင်မှာမဟုတ်ဘူးခေါင်းဆောင်လက်သည်တချောင်းတော့ဆူလိုက်ပြီးမြတ်သူမနာသည်လည်းနှိမ်မသွားသည်သို့တော်လည်းမကြခင်သူပြန်လည်တက်သွားသည်သူကမတက်ရအပြင်မတော့6သွားရင်လှမ်းပြလိုက်သည်ဒီကဘာကြီးတက်ကဝင်းညင်ဆန်းအင်းကအစိတ်လို့ပဲလမ်းမှာလို့တော်မျိုးမင်းချင်းချင်းကုန်တာယူမှုလက်ချင်းနေတရေပြောင်းလဲသွားလိမ့်မယ်မင်းရဲ့ခန္ဓာကိုယ်ကကြာခံမဟုတ်တော့ဘူးနော်ချင်းနေဆိုတာအရှိခိုင်မှမဟုတ်လို့တယ်မင်းမလုပ်လို့မရဘူးချွေချင်းတိတ်တိတ်နေပြီစကားတခုမှမပြောပြီတကားကိုထောက်သွားနေတော့အဖိုးရဲ့ချွေချင်းလက်ကြီးခေါင်းရလိုက်တယ်ဒါပေမဲ့အဲ့ဒီလိုမျိုးချင်းချင်းတာကတော့လည်းမှန်တော့လည်းမှန်ပါတယ်ကျန်တဲ့မိုးသောစကန်ကတာမင်းနေပြီမှရှိတယ်လို့မင်းလာခဲ့တဲ့တာမင်းနေမိနဲ့လည်းမတူဘူးဒီတာမင်းနေမိကပစ္စည်းတွေကခြေသလုံးအိမ်နဲ့ချင်းချင်းတွေနဲ့လူစုတွေကိုဒီကိုစုလုံသွားသေးတယ်မင်းကဒီမှာနေမှာဆိုတော့အနည်းနဲ့အမြင်တာမင်းနေမျိုးကိုသွားမှာပဲဒီတော့အာသုခွန်ဆိုင်လေ့ကျင့်တာကလည်းကောင်းပါတယ်ထို့နောက်ခေါင်းဆောင်လက်ကထောက်ခါသွားသည်ချွေချင်းတွေတယောက်တည်းထိုင်နေခဲ့ပြီးမူသားအလုံးကိုစားပစ်လိုက်သည်တိုးတော့သူသည်ချက်ချင်းထောက်မှသွားသည်ပကံမြောင်ကိုစေကြောကစားပွဲကုန်းခင်းပြီးတော့သူအခန်းသို့ပြန်လာခဲ့သည်အခန်းသို့ရောက်တော့အခါသူသည်တမြုပ်ကိုထိုင်ချလိုက်ပြီးကျဉ်းကျဉ်းလိုက်သည်ချွေချင်းသည်တင်မင်းနှခမ်းဝတ်တော့မရောက်လို့ပဲတခြားလူများကြီးလက်ထဲနဲ့အသက်ကိုဝါကအထားသလိုမျိုးမဖြစ်စေရင်သူအဆွမ်းထက်နေရလို့အကြောင်းသူကောင်းတော့သေးသည်အထူးသဖြင့်ယခုလိုရန်နာမိုးသောစကန်တွေဖြစ်သည်စင်းသားရက်ကွက်တဲ့သူ6နှစ်တာမြင်ခဲ့ရတဲ့အယူတက်ထက်ဤစကန်တွေရှိသောလွန်းကျင်သူများကပိုရများသည်ထိုလူများနဲ့တရားမှလူကောင်းမဟုတ်ပဲစင်းသားယောက်ကကိုခွေအတသက်ဟူရခေါ်စီလင်ဤစကန်ကိုဝုံလေးတွန်းပြောရပေမည်သူတဲ့အပြင်းနဲ့မချိုးစားလျင်သူဒီပြောင်းလေးကရညိုးရစားတော့မဟုတ်ရန်စားစောကခင်းခြင်းကြောင့်တစ်သွားရပေမယ်သူခနာကိုတချီဒဏ်တော်များကိုမူသူလေးလာနေသောတောင်နဲ့ပင်လယ်ရက်တွင်၎င်းတို့အားတပိစနန်သည်ဆေးများရှိကြောင်းဖော်ပြထားတဲ့ကိုတူခဲ့ရသည်၎င်းတို့သည်ဓနောလက္ခဏာရဲ့များကိုကုသပေးနိုင်ပြီးအမြင့်မပြောက်ကိုအောင်မလုပ်နိုင်ပါတော့လဲခြေပြောင်းလဲခြင်းကိုထိန်းနိုင်သေးသည်လန်ခီတွေရန်နာမှုဆုံးများ၏စကားများတဲ့မှန်တို့ရဲ့ထူးကဲသောစစ်တဲ့မျိုးအမိကိုသူချခဲ့ရသည်ထိုစီရဲ့အမိမှာအဖြူအောင်စလုံးဖြစ်သည်တိုင်မင်းနဲ့ပြီးအနီးနားတွင်အဖြူအောင်စလုံးဖော်ဆက်ရတဲ့အဓိကလိုအပ်သောဆေးပင်များရှိသည်တို့ဖြစ်၍စကန်တဲ့နဲ့လည်းအဖြူအောင်စလုံးမြောင်ချသောလူများတေချာပေါက်ချိပေးလိမ့်မည်ထိုအကြောင်းတွေးတော့ပြီးနောက်ချွေချင်းသည်သူ့ဘက်တစ်ချိတ်တလင်းကြောက်နေရကိုဆန်းလိုက်သည်ထိုအတော်အတွဲခဲရောင်စင်ကြောက်ကသူ့တန်ရာတတော်နိုင်ဆန်အမြင်မသွားသေးသည်အပြင်၎င်း၏အမှန်တို့နဲ့ခွန်အားကိုလည်းတိုးတက်သွားသေးကြောင်းသူပြပသားအောင်ခံမိနေသည်ယင်းဒီတောင်နဲ့ပင်လယ်ပညာရဲ့ဤပထမအဆင့်ကိုသူအောင်မြင်သွားခဲ့ရခြင်းနဲ့ပတ်သက်ပြီးလိမ့်ပြီသို့တော်လည်းသူ၏၎င်း၏ပထမအဆင့်သည်ဝါပီလော်တဲ့ဖော်ပြသောပထမအဆင့်ကိုအောင်မြင်မှကကြားတဲ့ကောင်၏ခွန်အားမရမိဆိုသောပထမအဆင့်နဲ့မိတ်ဆက်နဲ့ကွဲပြားနေတဲ့သူခံစားမိသည်ငါကြားရဲ့အများကြီးကိုတည်အောင်ထိုးနိုင်မထင်နဲ့ချွေချင်းတိတ်ဆိတ်ငြိမ်သက်စွာဖြင့်သူခနာကိုတော့ချေဝင်းညင်ဆန်အကိုအောင်ခံလိုက်သည်လန်ကီတချောက်သူသည်ပြည့်ရတဲ့ကြည်ကြနေခဲ့သည်ဖြစ်ရမကြခဏဒုတိယအဆင့်ကိုကျော်ဖျက်နိုင်မတော်မီဖြစ်သည်ဒီနေ့တော့ငါဒုတိယအဆင့်ကိုကျော်ဖျက်ရမယ်ချွေချင်းအကြည့်တဲ့တွင်ခိုင်မာပြတ်သားသောရေးရောင်များလေဟပြနေသည်ထို့နောက်သူသည်မျက်လုံးများမိတ်ကြောဝင်ထက်လေချူမလိုက်သည်မကြခင်ဝင်းညင်ဆန်ရဲ့အငွေ့သက်များအရေးမျက်နှာအနှဲ့မှစီးရင်းလာသည်တိုင်မင်းနဲ့မြေအပြင်ဘက်ချိဝင်းညင်ဆန်အားသည်တာမင်းနဲ့မြေအတွင်ချီဝင်းညင်ဆန်အမင်းနဲ့ချင်းလျင်တနုံးပေါဝင်မှုလွန်စွာနေပါသည်တို့ဖြစ်ကျဉ်းသူများ၏ကျဉ်းချင်းအမြန်လုံးကိုတိတိကျကျတိုးတက်သွားစေသည်ထိုအကြောင်းကိုယမန်ကတားရဲ့စိတ်ခေါ်ပဲကင်းပြီးသာရုံများတွင်ရှိစဉ်သူတွေ့ရှိခဲ့ခြင်းဖြစ်သည်ယခုအခါသူသည်အကျော်ချော့ထားပြီးဝင်လေထွက်လေချွမတ်နေရင်ဖြစ်ဝင်းညင်ဆန်အမကိုစုံရန်ကြိုးစားနေသည်တရေအင်ကြီးမြေဖုံတော်သူ့ဝန်ပိုင်းနေရာမှာခဲညောင်ဖျော့လင်းလက်နေသည်အချိန်မှတရွေ့ကုံသွားသည်ချွေချင်းခဏကိုယ်ထဲမှာတောက်ပွဲမြည်တမ်းများပြန်လာပြီးသူ၏မွေးချင်းပေါင်မှာတဆင်ဘဲနဲ့တော့အငြင်းချင်းများဆင်းထွက်လာသည်ခဏကိုယ်တည်းအသွေးသားများသည်အာရင်ပေးချီလက်နဲ့တူသည်၎င်းတို့တွင်ပေါက်ကွက်ထလာတော့မိခွန်အများကင်းအောင်နေသည့်အလားပဲထိုစဉ်အပြင်ဘက်အမောင်တို့၌ချွေချင်းနှင့်ဝရှမ်းပြားချင်းလေးလက်ခဲ့သောမကလေးသည်ချွေချင်းနေနိုင်ခဲ့သောချန်တော်လမ်းလျှောက်လာသည်သူမသည်နေရာမှာပြရက်နေပြီးခြေတုံချတုံဖြစ်နေသည်ချန်နကကိုခောက်ရှင်နေပါတလည်းမုံမရဲဖြစ်နေတူသည်ချင်းအတော်ကြာပြီးတော့သူမသည်တတိမွေးလိုက်ပြီးချန်နကောအသားရခောက်လိုက်သည်ထိုကဲ့သို့ခောက်တဲ့ဒီလိုနဲ့တုံညင်းလာပါတော့ဖြစ်ပြီးတစ်ဖက်သားချနိုင်လောက်မဟုတ်ချေဘင်္ဂလိသည်ချန်နကောကိုခလိုက်တဲ့အချိန်နဲ့ချွေချင်းခဏကိုတည်းမှာတပွဲမြည်တယ်မလဲအခြေလောင်ဆုံးအနေထားရောက်ရှိနေသည်ချွေကြီးတဲ့ခေါင်းနဲ့တဝုံးပြီးတန်ချလိုက်ရပြီးတော့မျက်လုံးပွင့်လာသည်သူမျက်နှာထဲတွင်ပျော်ရွှင်ဝမ်းမြောက်သောအရေးအောင်မှလွှမ်းနေပြီးသူမျက်လုံးများတွင်ခဲရောင်အလင်းတန်းဝန်းလာသွားသည်ထို့နောက်သူသည်ခေါင်းအုပ်ကတိုးလက်မန်ကိုကြည့်လိုက်သည်ထို့ညတွင်ဒုတိယမြောက်တရေပြောင်းအမှတ်အသားတစ်ခုပေါ်လာ၏ချီတက်တင်ချင်းအစင်းနှင့်အခန်း15နောက်ဆုံးတော့ငါအဆင့်တက်သွားပြီပဲ
ချူချင်းသည်မတရ၍လက်တီးချက်များထိုးလိုက်ရာလေလိုးတံများထပ်ပေါ်နေသည်အမှန်တကယ်တော့လက်တီးချက်ကြောင့်ဖြစ်ပေါ်လာသောလေအားသည်အခန်းတစ်ခါကိုအနေငယ်လှုပ်ခါသွားစေသည်ရင်းမြင်ကွင်းကချူချင်း၏မျက်မှောက်များကိုပြုတ်ကျသွားစေ၏လက်ရှိအချိန်တွင်သူသည်ယမန်နေကတဲ့အစာပေါင်းများစွာတန်မာနေသည်ကိုအောင်ခံလိုက်မိသည်အကယ်၍သူသာစပယ်မွေကြီးနှင့်ထပ်တရမည်ဆိုပါကလက်တီးချက်တစ်ချက်တည်းပြင်မွေကြီး၏ဘက်ကိုပေါက်ထပ်သွားအောင်ထိုးနိုင်မည်ဖြစ်ကြောင်းယုံကြည်နေသည်ရင်းအပြင်သူအောင်ခံနိုင်စွမ်းသည်လည်းပို၍ဆူးချိုက်ပြတ်သားလာသည်သူအမြင်ကပို၍ကြည်လင်ကသူအောင်သည်လည်းပို၍အားကောင်းလာသည်သူဖြစ်၍ခြံဝင်းအပြင်ဘက်မှတထောက်ထောက်ခောက်နေသောအတန်တက်တဲ့ကသူနာတဲ့သို့ဝင်ရောက်လာသည်ချူချင်းသည်အခန်းတကားဘေးသို့ခြောက်သွားသည်လာရန်အောက်တွင်သူသည်အခန်းတကားဟာလေးမှနေ၍ချောင်းကြည့်လိုက်ရအပြင်ဘက်တွင်ရပ်နေသောမင်းကလေးကိုမြင်လိုက်ရသည်မင်းကလေးသည်ဒဏ်ရာများရထားသည့်ဖြစ်၍ခန္ဓာကိုယ်လေးမသိမသာတုံနေသည်ချူချင်းသည်မျက်မှောက်ကျသွားပြီးဂူးမဆိုင်ရန်တွေ့လိုက်ပါတော့လေမင်းကလေးကတကားကိုအဆက်မပြတ်ခောက်နေ၏သူဖြစ်၍အချင်းတော်ကြာပြီးနောက်ချူချင်းသည်အခန်းတကားကိုဖွင့်ကအပြင်ထွက်သွားသည်ချူချင်း၏ပုံရိပ်ကိုမြင်လိုက်ရသောအခါမင်းကလေးသည်တီးတီးတသာချဲ့ရုံနေရန်တူ၏သူမသည်အလိုလိုနောက်ဆုံးမိသွားပြီးဝါဒကလေးမတစီချူချင်းကိုလှမ်းကြည့်လိုက်သည်ကိစ္စတစ်ခုရှိလို့လားချူချင်းကမေးမြန်းလိုက်သည်ငါလည်းစကန်နေထံခွင့်ရသွားတယ်ပြီးတော့စကန်မှလည်းအလုပ်ရလိုက်တယ်မင်းကလေးဒီစကားပြောနေရင်အထစ်ထစ်ငုံငုံဖြစ်နေ၏ငါသိပြီချူချင်းဒီခေါင်းကြီးရထွက်သွားတော့ရင်ပြန်လိုက်သည်နေပါအောင်အကုတ်ကိုညမကျေးဇူးတင်ပါတယ်ညမဒီကိုအကုတ်ကိုကျေးဇူးတင်ကပြင်ဖို့ရောက်လာခဲ့တာပါမင်းကလေးကခတ်တက်တက်ပြောလိုက်သည်ငါ့ကိုကျေးဇူးတင်စရာမလိုပါဘူးမွေသားစားခြင်းလို့ငါလုပ်ခဲ့တာဒါမင်းနဲ့ဘာမှမဆိုင်ဘူးချူချင်းဒီစကားပြောဆိုပြီးနောက်အခန်းစီသို့လှည့်ပြန်သွားသည်မင်းကလေးသည်ချူချင်း၏နောက်ကျောကိုကြည့်၍နှကန်းဆူသွားသည်ထို့နောက်သူမသည်ရုတ်တရက်အော်ပြောလိုက်လေသည်ဘလို့ပဲဖြစ်ဖြစ်အကိုကိုကျေးဇူးတင်ပါတယ်အဲ့ဒီကျေးဇူးကြီးကိုနောက်တစ်ချိန်ကျရင်ညမတရားပေါက်ဆက်မှာပါစကားပြောပြီးသည့်နေမင်းကလေးသည်အဝေးသို့ထပ်ပြေးသွားကအမောင်တူတဲ့တိုးဝေပြောက်ကွယ်သွားသည်ချူချင်းသည်လှည့်ကြည့်လိုက်တော့လဲထိုကိစ္စကိုစိတ်ထဲမထားပဲထို့နောက်သူသည်အခန်းပြန်သွားပြီးအသက်ပြင်းချူ၍ခန္ဓာကိုယ်ထဲချီအပြောင်းလဲမဲ့ကိုအောင်ခံလိုက်သည်သူရင်ထဲတွင်ပိုကောင်းမွန်သောဘဝမျိုးပိုင်ဆိုင်ရမည်ဟုသောသူရင်မှန်ချက်နှင့်ပတ်သက်၍ယုံကြည်မှုရှိလာသည်သို့တော်လည်းသူ့ဘယ်ဘက်လက်မှအရင်တီလာသောနာကျင်ကြက်မှုကသူ့ခန္ဓာကိုယ်ထဲတွင်ဓနောများစွာရှိနေဖြစ်ကြောင်းတွေးမိသည်စေသည်မွေတဲချီသည်ပင်ဓနောများများစားကိုရှိဖြစ်ရမဆန်းသာပဲတိတ်ဆိတ်သောညအခါတမရတွင်အပြင်ဘက်မှတားရဲများ၏ဟင်းဟုတ်တံများလည်းရှိမရှိပဲထို့နောက်ချူချင်းသည်ကတင်ပေးသို့လျှောက်သွားပြီးတန်ချင်းတရက်သောအိယာကိုမြင်၍ခြေလင်းလင်းတက်နေသောသူ့ဝဆံများကိုကြည့်မိလိုက်သည်သူကအနေငယ်ဆင်းသာတွေ့တော်ပြီးနောက်တန်ချင်းသောအိယာကိုဖဲကကတင်ကြံငင်းပေါ်တွင်လှည့်အိတ်လိုက်သည်သူ့လက်သည်မဲနှနေသောတန်တုပ်ကလေးကိုတင်းကျပ်ဆုပ်ကင်ထားပြီးတဖြည်းဖြည်းအိတ်ချင်းစိတ်ကတိုးဝှဝင်ရောက်လာသည်အနိတန်တုပ်သည်သူ့ယုံကြည်ရဆုံးအဖို့မှဖြစ်သည်လွန်ခဲ့သောနှစ်ပေါင်းများစွာအကြာကအမှတ်ပုံတစ်ပုံတည်းတွင်ထိုတန်တုပ်ကလေးကိုသူတွေ့ရှိခဲ့သည့်အချိန်မှစ၍၎င်း၏အကြံပဒန်းခံကစူးချချွန်ထက်သောဂုဏ်တတိကိုထိထားမိပြီးနောက်သူတွားသည့်နေရာတွင်ကိုနှမကွာဆောင်ထားရန်သူဆုံးဖြတ်ချလိုက်သည်မနက်ဖြန်စကန်တကအဖြူအောင်ဆလုံးနေရတဲ့နေရာကတင်ရှာရမယ်ချူချင်းသည်တိုးတိုးရေလိုက်ပြီးသူ့တေအရှုပ်လေးကိုစမ်းကြည့်လိုက်သည်တေအိတ်ထဲ၌ဤအနေငယ်တွေသူဆောင်ထားခဲ့သောငွေကြေးများနှင့်မိုးပြတ်ထဲတွင်သူရှာတွေ့ခဲ့သောအဖို့ထင်ပစ္စည်းများရှိနေသည်သူစင်းရတယောက်ကစင်လက်စုပ်ကိုတခွင်ပိုင်ဆိုင်ထားခြင်းသည်ရာဇဝတ်မြောက်ခြင်းဖြစ်ပေသည်ဆိုသောစကားသဘောတရားကိုသူနားလည်သည်ဖြစ်၍ချူချင်းသည်အဖို့ရည်နာအများပြားကိုယူမတော်ဝင်ခြင်းသူကလေးအရွယ်တုန်းကထိုကဲ့သို့ကိစ္စများကိုမြင်တွေ့ခဲ့ပို့သည်သူစဉ်းစားတွေ့တော့နေရင်အချင်းစိတ်ကသူ့ကိုအနိုင်လောက်ကသူ့တဖြည်းဖြည်းမျက်လုံးများမှိတ်လိုက်တော့သည်သူဒီတန်တို့ကိုတင်းကျပ်စွာဆုပ်ကန်ထားဆဲဖြစ်၍စိတ်အေးလက်အေးနာယူနိုင်ခြင်းမရှိသေးသည့်အလားပဲညသည်တိတ်ဆိတ်စွာကိုလွန်သွားခဲ့ပြီးမနက်ခင်းနေရောင်ရည်တန်းလေးများကလောကတခွင်ဖြတ်ကျက်လာသည်နောက်တစ်နေ့မနက်ခင်း၌ချူချင်းသည်စောစောထကအခန်းလေးထဲမှထွက်ခွာလာသည်သူသည်မထွက်ခွာခင်ခေါင်းဆောင်လဲ၏အခန်းကိုလှည့်ကြည့်ခဲ့သည်ခေါင်းဆောင်လဲမချိသည်ဖြစ်၍သူသည်လည်းအပြင်ထွက်ခွာခြင်းဖြစ်ပေသည်ထို့ဖြစ်၍ချူချင်းသည်အကြည့်လွဲကစကန်ပက်လက်လေးလာရန်ထွက်လာခဲ့သည်ယမန်နီးကမွေသေးကြီးကိုသူအစိမ်းစားခဲ့သောဖြစ်ကလူအလုံးကိုတလုံးသွားစေခဲ့ဟန်တူသည်စကန်ထဲသို့သူသွားသောအခါဘေးပလက်ချီရနာမှုဆိုးများ၏အကြည့်မျိုးစုံကိုသူတိတိတတ်တာခံစားမနေသည်အခုအခါသူကိုကြည့်နေသောအကြည့်ကရခင်နှင့်မတူပဲကွဲပြားနေသည်သူကအသက်ငယ်၍လဲလဲအနိုင်ကျင့်ရမည်ဟုသူတို့မခံစားရတော့ပေထိုအချင်းအကိုကြည့်၍လူသားများ၏ရုံမှကောက်ကျစ်သောစိတ်ကိုမြင်နိုင်သည်ယခုတွင်အတိအမဲ့ပြုခြင်းနှင့်တတိထားသည့်အရေးအောင်များပင်ရှိနေသည်အချိန်တည်းမှပဲလမ်းကျိုးလမ်းကြားများတွင်ပုံဝင်နေသောသူနှင့်အသက်တူရွယ်တူလူငယ်များ၏အကြည့်များတဲ့မနာလိုသည့်အရေးအောင်များချက်တန်းနေသည်နမဲကုံတည်င်းသည်အလိုလိုဖြစ်တည်လာသောအရာတစ်ခုဖြစ်သည်ချွေချင်းသည်ရင်တွင်တိတ်ဆိတ်စွာတပင်ချလိုက်သည်သူသည်စကန်ချီရတနာဆိုင်များကိုလက်ပတ်ချနေရင်စကန်ပတ်ဝန်းကျင်ကိုလည်းကျွမ်းကျင်လာသည်စကန်ထဲတွင်ခွေးရိုင်းများစွာကိုသူတွေ့လိုက်ရသည်ထိုခွေးများသည်တကောင်တကောင်ဟောင်းကအစာလူနေကြ၏ခွေးရိုင်းအများစုကပိန်ကြပါတော့လည်းတချို့ခွေးရိုင်းများကလူများထိုက်ပင်ထောကြကြသည်
ခွေးရိုင်းများကိုသူချီးကျူးပြီးနောက်စကန်ပက်လက်ကိုဆက်လက်လေ့လာနေသည်နောက်ဆုံးတွင်စကန်မြေပုံကသူ့ခေါင်းထဲအပြည့်အဝရောက်ရှိလာသည်ထိုစိတ်မြေပုံကိုတွန်းရသူသည်စကန်အတွင်းပိုင်းမှဆန်ဆန်ကိုရှာတွေ့သွားသည်ဆန်သည်မသိငယ်ပဲလူများစွာဝင်ထက်နေကြသည်လူစီသောဆိုင်စံဖြစ်ရန်တူပြီးပစ္စည်းမှန်တဲ့မြောင်ချနေရန်တူသည်ချွေချင်းသည်ဆန်အပြင်းမနေ၍အတန်ရောခြားသည့်အထီလေးလာနေပြီးရမနေ့ကမင်္ဂလေးကိုဆန်ဝန်ထမ်းဝတ်စုံနှင့်ဆိုင်ထဲတွင်တွေ့လိုက်ရသည်ထိုမင်္ဂလေးသည်ဆိုင်ထဲတွင်တောက်တို့မရအလောလောရသည်မထင်ရှားသည်သူမသည်အလောက်ရှုံနေရန်တူပြီးနှစ်ဖူးမှရွှေများစီးကျနေ၏ချွေချင်းကဆိုင်ထဲသို့ဝင်လာသောအခါမှသာမင်္ဂလေးသည်ချွေချင်းကိုတည်ထားမိသွားသည်သူမကစကားပြောရပြလိုက်စမှပင်ပစ္စည်းတစ်မျိုးအကြောင်းမေးမြန်းခြင်းနှင့်သောယတနာမို့ဆိုတရ၏ဘေးသို့ဆက်ခေါ်ခြင်းခံလိုက်ရသည်ချွေချင်းသည်ဆိုင်ထဲရှိအကြောင်းပစ္စည်းများပေါ်ချက်ချင်းအာရုံမထားသေးပဲဆိုင်ထဲဝင်လာသောပက်လက်ရှိလူများကိုတစ်ချက်ကြည့်လိုက်သည်စုစုပေါင်းလူ9ယောက်ရှိသည်အချို့လူများကအကြောင်းပစ္စည်းများကိုကြည့်ရှုနေပြီးအချို့ကခေါင်းငုတ်ကစဉ်းစားနေကြသည်အချို့ကတော့စီစစ်နေကြသည်ထိုလူများအနက်ခပ်ပိတ်ပိန်လူတစ်ယောက်နှင့်ခဝဝလူတစ်ယောက်သည်အဖွက်တစ်ဖက်ဖြစ်ရန်တူသည်ခဝဝလူသည်လုံးဝသောမျက်နှာရှိပြီးခပ်ပိတ်ပိန်လူသည်မြင်းကဲ့သို့မျက်နှာမျိုးရှိသည်သူတို့၏ရုပ်ဆင်းသွင်ပြင်အရာသူတို့စိတ်ထားကမြည်တို့ရှိမီကိုတိုးနေစရာပင်မလိုချေသူတို့ထံမှထပ်ပေါ်နေသောဝိညာဉ်စာအငွေ့သက်များမှမူအာမပြောလာချေသူတို့ထဲမှတစ်ယောက်သည်မင်္ဂလေး၏အဖေများနှင့်ပတ်သက်၍သဘောမကျသည့်အလိုက်မင်္ဂလေးကိုချိန်မောင်းနေသည်မင်္ဂလေးသည်ဆေးချုပ်တွေစာပြန်တောင်းပန်နေ၏ချွေချင်းသည်ဆိုင်ထဲကြီးပစ္စည်းများကိုလာကြည့်ရှုလိုက်သည်သူခမန်ထားသည့်အတိုင်းပေဤဆိုင်သည်ကုန်းစုံသောဆိုင်ဖြစ်သည်ဆေးလုံးများလက်နက်များအဝတ်ထည်များအစားအစာများစသည့်ဖြင့်ဆုံးလွန်စွာရှိသည်တို့ဖြစ်၍သူသည်အကြည့်လွဲကကောင်းတာကိုတွား၍ဆေးတံတောင်းနေသောဆိုင်ချင်းအတည်ငြိမ်စွာပြောလိုက်သည်